ရှမ်းပြည်နယ်တောင်ပိုင်းဟိုပုံးမြို့နယ်ဘိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်ဖာလိုင်ဘွေလွန်းကျောင်းဖာလိုင်ဘွေလွန်းကျေးရွာဖာလိုင်ဘွေလွန်းကျောင်းတိုက်အတွင်းကျင်းပအပ်သော22ကြိမ်မြောက်9ရက်ဝိပဿနာအလုပ်တရားစခန်းဖွင့်ပွဲအကျိုးညယောဂီစုံညီတဲ့ညဖြစ်ပါတယ်သာသနာတော်နှစ်2569ခုနှစ်ကောမြန်မာတက္ကရာ1389ခုနှစ်တဘိုတွဲလပြည့်နှစ်တနင်္ဂနွေနေ့ဖေဖော်ဝါရီလ1ရက်နေ့ဖြစ်ပါတယ်တရားစခန်းပွဲဖွင့်ပွဲအခမ်းအနားများကိုခန္ဓာအစီအစဉ်၄ခုနဲ့ကျင်းပသွားမှာဖြစ်ပါတယ်အစီအစဉ်1မှာနမောတတ္တ3ကြိမ်ဖြင့်ဖရာကတော့ဖွင့်လှစ်ကြပြီးဖွင့်လှစ်ကြမှာဖြစ်ပါတယ်ခန္ဓာအစီအစဉ်2မှာတော့တောင်ကြီးမြို့အေးစီရီပရိယတ္တိစတင်တိုက်ဓမ္မဥယျာဉ်ကျောင်းတိုက်နှစ်တိုက်တို့၏ဗရဏနာယကဆရာတော်ဘုရားဖြစ်တော်မူသောအေးစီရီဆရာတော်ဘုရားကြီးယနေ့သက်တော်88နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်တရားစခန်းပွဲနှစ်ပွဲအောင်ပြီးခဲ့၍ယနေ့တတိယမြောက်တရားစခန်းပွဲမှာဆရာတော်ဘုရားရဲ့တပည့်ဖြစ်သူအရှင်ပန္ဒဝတရင်သုံးနေထိုင်ရာဖာလင်ဘွေလွန်းကျောင်းတိုက်တွင်ကျင်းပအပ်သော9ရက်တရားစခန်းပွဲဖွင့်ပွဲဩဝါဒချီးမြှင့်ပေးမှာဖြစ်ပါတယ်တို့အတွက်ကြောင့်တရဏဂုံတီလခံယူစောင့်တည်ကြပြီးဩဝါဒခံယူကြမှာဖြစ်ပါတယ်ခန္ဓာအစီအစဉ်3မှာအရှင်ပန္ဒိတဘန္ဒဝအရှင်သူမြတ်မှာတရားစခန်းပွဲဝင်ရောက်အထုကြမဲ့ယောဂီအပေါင်းတို့အားကြိုဆိုနှုတ်ဆက်ဩယောဇနကထာမင်ကြားပေးမှာဖြစ်ပါတယ်ဒီနောက်မှာတော့အရှင်သူရိယ9ရက်တာအလုတ်ပေးတရားပဋိစ္စသမုပ္ပါပြတ်ပုံစပ်ပုံစရှိသည့်တို့ကိုရှင်လင်းဟောတာချီးမြှင့်တော်မူခြင်းကမ္မထာဆိုင်ရာအလုတ်ပေးများကိုပြောကြားခြင်းယောဂီများလိုက်နာဆောင်ရွက်ဖွယ်များမိန့်ကြားခြင်းစရှိသည့်တို့ကိုမိန့်ကြားတော်မူမှာဖြစ်ပါတယ်ခန္ဓာအစီအစဉ်၄မှာတော့ဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတု3ကြိမ်ဒိဋ္ဌတု3ကြိမ်ပူဇော်ကြောပြီးအခမ်းအနားကိုပြီးဆုံးစေကာယောဂီအပေါင်းသူတော်ကောင်းတို့က9ရက်တိုင်ဆက်လက်အားထုတ်ကြမှာဖြစ်ပါတယ်ယခုတရားဟောကြားချီးမြှင့်မဲ့အရှင်သူများမိမိတို့၏ဆရာသမားဩဝါဒချီးမြှင့်တော်မူရန်ဓမ္မတနပလင်ထက်ဝယ်တည်င်းသုံးတော်မူပြီးဖြစ်ပါ၍ဆရာတော်အရှင်သူမြတ်နှင့်တကွာတရားဝင်အားထုတ်ကြမဲ့ယောဂီအပေါင်းသူတော်ကောင်းအားလုံးတို့သံဃာတော်အရှင်သူမြတ်မှာမကြံသုံးလောကထွထာသဗ္ဗညုတ္တမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောတတ္တ3ကြိမ်မဟာပနာမရှိခိုးပင်ရှိခိုးပူဇော်ကအခမ်းအနားကိုဖွင့်လှစ်ပါအောင်ဆိုအရှင်မြတ်တို့ဘုရားနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တခန္ဓာအစီအစဉ်1မှာတရဏဂုံတီလ7ပါးတီလခံယူစောင့်တည်ကြခြင်းနဲ့ဆရာတော်ဘုရားကြီးအထံတော်မှဩဝါဒကထာဩယောဇနကထာအစရှိသောဆရာတော်ဘုရားနှစ်သက်တော်မူရာကထာကိုချီးမြှင့်ပေးသနာတော်မူမှာဖြစ်ပါတယ်အလုံး7ပါးတီလခံယူစောင့်တည်မှာဖြစ်တဲ့အတွက်
ယတနာမြတ်၃ပါးကိုစတင်ပြီးတော့ကြောကြလို့ရပါပြီသူတော်ကောင်းတို့တန်ဃာတော်များရောကြောရမယ်တန်ဃာတော်များလည်းကြောရမယ်တန်ဃာတော်များလည်းကြောရမယ်တရားစခန်းကအခုကြိမ်မြောက်တယ်ရှိလား22ကြိမ်မြောက်နော်ဘုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက်ရုံးဆိုင်တဲ့မြို့တော်ဟိုဘုံမြို့ဖလုံကျေးရွာဦးစုမှာအပါဝင်ဖြစ်တဲ့လေဦးကျေးရွာဦးစုအပါဝင်ဖြစ်တဲ့ဒီဖလုံကျေးရွာဒီနီးနားမှာဖလုံကျောင်းဆိုပြီးတော့မှအနည်းရှိတဲ့ရွာကိုကြောပြူပြီးတော့ခေါ်လာရတဲ့ဒီကျောင်းတိုက်မှာမြတ်စွာဘုရားကလူနာပြမသတ္တဝါတွေကိုတန်တရားကနေကဲထုတ်ဖို့တန်တရားမှာရှင်နေရတဲ့ကာလမှာသက်တော့သက်တာထဲကလျောက်ဖြစ်ဖို့အဲလိုကြီးရွယ်ပြီးတော့ဖြည့်တဲ့ပါရမီစွမ်းအားကြောင့်မို့လို့နောက်ဆုံးတော့လုံးစုံကိုတည်တဲ့တပိဋကဉာဏ်တော်ပန်ရှင်ကြီးဖြစ်ကလူနာပြမသတ္တဝါတွေကိုကဲထုတ်တဲ့မြတ်ဓမ္မတရားဟောကြားခဲ့တယ်အဲဒီတရားဓမ္မအတိုင်းကျင့်ကြံအားထုတ်နိုင်သမျှအားထုတ်နိုင်တော့နိဗ္ဗာန်တိုင်အောင်အထိကိုပေါက်ရောက်ကြမှာဖြစ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့ငကိုရည်ရွယ်တော်မူသည့်အတိုင်းဒီမှာလည်းပဲကံကောင်းလို့မြတ်စွာဘုရားကိုဆုံရှိမြတ်စွာဘုရားတရားတော်မြတ်ကိုဆုံရှိတရားတော်ဝန်ဆောင်တဲ့တန်ဃာတော်များကိုဆုံကြည့်တော်မူလို့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့နိဗ္ဗာန်ကိုပို့တဲ့တန်တရားမှာတက်တောင်းတက်တာဖြစ်အောင်ကျွမ်းဆောင်ပေးတဲ့မြတ်တရားကိုအခုဒီဖလုံချာတော်နဲ့စာလင်းတဲ့ဖလုံချာတော်ဆိုတာလည်းမြတ်စွာဘုရားရဲ့သားတော်အဲ့တော့မြတ်စွာဘုရားသားတော်ဖြစ်တဲ့ဖလုံချာတော်နဲ့စာလင်းတဲ့ပဋ္ဌာန်းဆက်ပါရမီတွေခြုံကြည့်ရတဲ့ပုဂ္ဂိုလ်တွေဟာဖလုံချာတော်ရဲ့ရှိမှမှုဖြင့်22ကြိမ်မြောက်အဖြစ်အရှင်သူရိယကနေပြီးတော့မှဓမ္မလုပ်ငန်းကိုဥဆောင်ပြီးတော့မှခုနေ့စခန်းဆိုပြီးတော့ဒီကနေ့လူကြုံပြီးတော့မှဖွင့်လှစ်တဲ့ချိန်ခါမှာယခုကဲ့သို့လိုပဲကိုအထုံးမဲ့တရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားအဲဒီမြတ်စွာဘုရားဟောကြားတဲ့ခုနာကြားမဲ့တရားပါဝင်အဲ့တော့တရားဒီတရားတော်ကိုမြတ်စွာဘုရားခြေတော်ရင်ကနေပြီးတော့ယနေ့တိုင်အောင်ရွတ်ဆောင်ပေးလာခဲ့တဲ့အရှင်သူရတိုင်အောင်တန်ဃာတော်ဒီယန္တနာမြတ်၃ပါးတို့ကိုပထမဥစွာခုနကဩကာသတွေညီညာနဲ့ကြောလိုက်ခဲ့ကြပါတယ်အဲ့တော့ဘုန်းကြီးကအဖွင့်ဩဝါဒစကားတွေရှိမြရမှာကတခုအဲ့ဒီကြောကျိုးဒါကိုရှိမြရမှာကတခုဘုန်းကြီးကဒီရှိမြမဲ့ဒီဥစ္စာတွေအဲ့တော့ဘုန်းကြီးကိုယ်တိုင်က
ခုနအများနည်းသူနမောတတဖြင့်မြတ်စွာဘုရားကိုရှိခိုးခဲ့တယ်မြတ်စွာဘုရားတရားတော်မြတ်စွာဘုရားတပည့်သာသံဃာတော်များဘုန်းကြီးရဲ့ဒီဘဝမှာမြတ်စွာဘုရားတပည့်မြတ်စွာဘုရားတပည့်အရှင်ဆက်တဲ့ကိုစားပြုပြီးတော့ရေစဲဆုံးတဲ့ဘုန်းကြီးတို့ကိုလိမ္မာအောင်တတ်ပြီးနားလည်အောင်ရလို့ဘုန်းကြီးကိုပြုချိုးပေးထောင်လာခဲ့တဲ့ဘုန်းကြီးရဲ့ကျေးဇူးရှင်ဆရာသမားဖြစ်တဲ့အရင်ကနိုင်ငံကျော်ရွှေတုံးတောင်ဆရာတော်ဘုရားကြီးအဲ့ဒါပြီးဆရာတော့ပြေကဓမ္မခန္ဓာကိုဒါကိုတင်ပို့ပို့ချပေးတဲ့ရရွှေမျိုးကနိုင်ငံတော်တစ်ချိန်မှာနိုင်ငံတော်တန်ခါမဟာနာယကနိုင်ငံတော်ဩဝါဒကြရိယအထီအောင်ပြီးတော့အင်္ဂါမတန်ပဏိတဘွဲကနေပြီးတော့အဘိဓဇမဟာရထဂုရုဘွဲတန်အောင်ဘွဲသူဂုံတူတွေစုခုပိုင်ရှင်လို့အမတမကြီးတဲ့အရေးချင်းရှိတယ်မတဲ့သာသနာ့ပူလာရှိခိုးစာစံတိုက်ချတော့ပြီးတော့မင်းရံကပြီးခဲ့တဲ့ချိန်မှာနိုင်ငံတော်တန်ခါမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီးဘုန်းကြီးတို့နေတော့ကတော့အဲ့ဒီရှင်တော့မရောက်သေးဘူးနောက်ပိုင်းကတော့အဲ့ဒီရှင်ရောက်လို့အဲ့လောက်ကိုကြီးကျယ်မြင့်မြတ်တော်မူတဲ့ဘုန်းကြီးတို့ရဲ့မြင်းကြံဆရာတော်ဘုရားကြီးဆိုပြီးတော့ကိုးဆောင်တိုက်ဆရာတော်ဘုရားကြီးအရှင်သူမြတ်ပြီးတော့အရှင်သူမြတ်ဥဆောင်တဲ့တပည့်တွေကြာကြာပုဂ္ဂိုလ်တွေပြီးတော့မန္တလေးမှာဘုန်းကြီးက၄နှစ်လောက်အဲ့တော်တွင်မှာနာမည်ကျော်တာရှဆရာတော်တွေအတီးတီးဘယ်လိုအစားရှိတည်ဖြစ်တိပိဋကမင်းကွန်းဆရာတော်ဘုရားကြီးဘယ်မှာဘုန်းကြီးတို့ကဆရာတော်ဘုရားကြီးရဲ့အရေးမေတ္တာကိုခိုးလုံပြီးတော့ဆရာတော်ဘုရားကြီးကြောင်းတိုက်မှာတိပိဋကအစာတွေကျက်လို့တကြိမ်တစ်ပိုင်းအောင်တော့ဆရာတော်ဘုရားကြီးကကိုယ်တိုင်ကမွာဖတ်ပြီးတော့သတ္တသံဃာယနာရဲ့သိင်တော်မှာဆရာတော်ဘုရားကြီးကဘုန်းကြီးတို့ကိုဥပပုဏ္ဏပသမ္ပဒကံဆောင်ရွက်ပေးတယ်ဆရာတော်ဘုရားကြီးအစချီတော့မြန်မာနိုင်ငံမှာကမ္မထန်အကျော်လေးပိဋကအကျော်လေးဆရာတော်ဘုရားကြီးအများတို့ရဲ့သူတို့သွန်သင်ပြသမှုတွေသာဥစ္စာပြီးနောက်ပိုင်းကျတော့တိတ်ခွေတွေနဲ့အစရှိစီပြီးသူတို့ရဲ့တရားဘုန်းကြီးတို့ကအဲ့ဒီလိုပြုစုမှုနဲ့ဘုန်းကြီးတို့ဒီအခြေအနေရောက်လာတာအဲ့ဒီကျေးဇူးရှင်ကိုတဲ့ဒီမြတ်မောဘဝမှာကိုဒါရက်ကျေးဇူးပြုနေတဲ့အဲ့ဒီမြတ်စွာဘုရားစားတော်ပฏิပတ်အကျော်ကျေးဇူးရှင်ပုဂ္ဂိုလ်မူရိုးကိုကံကိုလှဲကနေပြီးတော့မှကာကြီးကကိုစားပြီးတော့တင်ပေးတဲ့ကျေးဇူးရှင်ကြီးတွေနော်ဟိုးမြတ်စွာဘုရားခြေတော်ကျန်ကနေပြီးတော့မှမြတ်စွာဘုရားဟောထားသမျှဒီမဲ့ခန္ဓာမှာကွယ်မပြောကြလေအောင်တာဝန်ခွဲတန်းတွေရှာပြီးတော့မှပဲကိုအဲ့ဒီလိုနဲ့ကျင့်ဆက်ဒီနေ့တောင်အောင်ဆယ်ပေးလာခဲ့ဓမ္မတွေကိုတည်ပေးလာခဲ့တဲ့တန်ဃာတော်တွေအဲ့ဒီဖျားအဲ့ဒီကျေးဇူးရှင်ဆရာသမားများအပါတန်ဃာတော်ကံကြီးတစ်ခုလုံးအဲ့ဒီကံကြီးတစ်ခုလုံးမြတ်စွာဘုရားရဲ့အချီမှာအမွေယူလာပြီးတော့မှပဲကိုယနေ့တောင်တည်ရှိနေတဲ့တရားအဲ့ဒီကျင့်ကြံပฏิပတ်အမှန်ဖြင့်မြတ်တရားဖို့တရားနဲ့ဗန္တရားတွေကိုပိုင်ရှင်ကြတဲ့ပုဂ္ဂိုလ်တွေသန္တာမှာတည်ရှိနေတဲ့မြတ်တရားဖို့တရားအဲ့ဒီဖရာအဲ့ဒီတရားအဲ့ဒီသံဃာယန္နာမြတ်၃ပါးတို့ကိုဘုန်းကြီးကလည်းဥစွာရှိခိုးပါတယ်ကြောပါတယ်ပူဇော်ပါတယ်ကရဝပြုပါတယ်ဒီလိုနဲ့ယခုကဲ့သို့လို့ဘုန်းကြီးကိုယ်တိုင်ကဒီလိုယန္နာမြတ်၃ပါးကိုရှိခိုးပူဇော်ဖို့မြန်မာလျှော့ကြောပြီးတဲ့အချိန်ခါမှာအခုဒီဓမ္မ
လုပ်ငန်းကြီးကိုအားထုတ်ကြမဲ့ပုဂ္ဂိုလ်တွေအတွက်ချီးကျူးကြံနေအပြင်အပြစ်ခတ်တဲ့ပေပပြောက်ငင်းယုံမကကိုယ့်ရဲ့ကိုယ်အထုတ်မဲ့တရားကိုဟောကြားပေးတဲ့မြတ်စွာဘုရားပါရမီတွေလေးတန်ချင်းကဘာတဲ့ဗျာတွေရတဲ့အတော်တွေမှာတော့မှအဲ့လောက်ကြာအောင်အထီးကိုထပ်ချီရှိရတဲ့ဟိုဘက်ကတစ်ချက်ချက်ပင်ချီရှိတဲ့အဲ့ဒီပါရမီဖြည့်တော်မူတော့ကိုတရားဖော်ထုတ်ပြီးတော့မြတ်စွာဘုရားဖော်ထုတ်ထားတဲ့တရားအဲ့ဒီတရားကိုယနေ့တန်အောင်ကျွမ်းဆောင်ပေးလာတဲ့သံဃာယေသနာမြတ်၃ပါးကိုယခုဓမ္မပရိသတ်အပေါင်းတို့တော်ကောင်းတို့ကကာယရဲ့ဝစီရဲ့မနောရဲ့ယုတ်တိလေးစားရမယ့်ဒီယုတ်တိလေးစားကြောင်းဖြစ်တဲ့ဒီဒွါရကိုရခန္ဓာအစေပိုင်းစိတ်မနောတဲ့အပါသုံးဖြာဒွါရပနာမတို့ဖြင့်ယုတ်တိမြတ်တို့ရှိခိုးမှန်းလျှော့ကြောကြရသောအင်္ဇလိပနာမအသက်ကိစ္စကရုဂါရဝကုသိုလ်စေတနာတကူရှင်သောအာနုဘောပေါင်းတို့ကြောင့်၎င်းမိမိတို့ထုတ်ကဲ့သို့ခြေခုကတော့ပူဇော်လို့မိမိတို့စိတ်ထဲနှလုံးထဲမှာရောက်နေကြတဲ့ဒီယတနာမြတ်၃ပါးတို့ဤသူတို့မှရှိနေတဲ့အရဟတအစာရှိသောဂုဏ်တော်ရည်သွေးအရေးချင်းတွေဒုက္ခတတာအစာရှိသောဂုဏ်တော်ရည်သွေးအရေးချင်းတွေသုပတိပဏ္ဏတာအစာရှိသောဂုဏ်တော်ရည်သွေးတွေဒီဂုဏ်တော်ဆွမ်းအားအပေါင်းတို့ကြောင့်၎င်းဤကဲ့သို့ပေါင်းအမြတ်မြတ်သောကုသိုလ်စေတနာယတနာမြတ်၃ပါးတို့ဤအာနုဘောခြားသမားတို့ဤမိဘခြားသမားတို့၏ဂုဏ်တော်ကျေးဇူးတော်အပေါင်းတို့ကြောင့်ရှိတဲ့အပြစ်တွေများတန်တရားမှာအခုပါလာခဲ့သိရှိသောအမတန်မှတကိုးကြီးလာတဲ့အဒီကုဏရှိခိုးကြောင့်ကုသိုလ်စေတနာတွေနဲ့ယတနာမြတ်၃ပါးတို့ရဲ့ဂုဏ်ရည်တို့ကြောင့်အဲ့ဒီပြစ်တွေအလုံးဟာကတော့ဖြင့်ယုံထလို့မရဘဲနဲ့ကိုအားထုတ်တဲ့တရားဆောင်ရဟာချမ်းချမ်းသာသာနဲ့တချင်းပြီးတချင်းကျေးဇူးပြုလို့နောက်ဆုံးဆိုလို့ရှိရင်တော့ခန္ဓာယုံနာအလုံးအပြည့်အပိုင်ချုပ်ငင်းရမှမြန်နေပါကြီးကိုဉာဏ်ဖြင့်ဉာဏ်ဖုန်ဉာဏ်ဖြင့်ဆက်ရောက်တိမြန်အပ်တော်မြန်နေပါတိမြန်တတ်တော်မြန်ဉာဏ်ဖုန်ဉာဏ်တို့ကြောင့်မိတ္တချက်တပါခန္ဓာယုံနာနှစ်ပါးတို့ရဲ့ပြည်ပန်းချုပ်ငင်းရမှနောက်ထပ်တစ်ပတ်ဒုက္ခတပံပြမပေါ်တော့သောအနုပါတိတေတညာနိဗ္ဗာန်ရာတိုင်အောင်ကိုကြီးအတီးခြားရောက်ရရှိနိုင်ကြပါစေကုန်သတည်းဩဒါရှိမြမယ်ဆိုတော့ယန္နာမြတ်၃ပါးခြားသမားတွေကိုအရင်ရှိကိုတော့ကောင်းပါလေဒါပေမဲ့ဘုန်းကြီးကများသောအပြင်ဟာတော့နမောတတနဲ့ပြီးနေအဲ့ဒီဟာတွေကိုအတီးတီးထုတ်ပေါ်ပြီးတော့မရှိကိုဖြစ်လို့ကိုတော့ဒီကတော့ကျုံမပေးခင်မှာအဲ့လိုရှိကိုလိုက်ပြီးကိုဩဝဒကိုပဲဇာတင်ပြီးတော့ရှိမိမှာဖြစ်ပါတယ်တခါကြီးဓမ္မကြီးတို့ဘုန်းကြီးဥပမာတစ်ခုပေးမယ်လူတဦးကကားတကြီးပိုင်တယ်ဆိုပါတော့အဲ့ဒီကိုပိုင်တဲ့ကားကိုဒီမော်တော်ဂျင်ကိုပိုင်တယ်တုံးဖို့ကြတော့မောင်းတတ်အောင်မလေးမမောင်းတတ်လို့ချင်းသူများကိုငါပြီးတော့မောင်းခိုင်းရမှာနော်အဲ့တော့ကိုလိုချင်တဲ့အချိန်မှာကိုလိုချင်တဲ့နေရာဘယ်သူကမှအားကိုကြမလို့ပဲနဲ့အားနာကြလည်းမလို့ပဲနဲ့အဲ့ဒီကိုကျင်ကိုလိုတဲ့နေရာကိုချမ်းသာသာကိုဟာကိုမောင်းမကောင်းဘူးလားရင်တပိုင်ပြီးတော့မှမမောင်းတန်လို့ရှင်သူများကိုအားကိုနေရတာနဲ့အဲ့ဒါဆိုလို့ရှိရင်တော့အမြဲတမ်းကြိတ်ချရပါမလားလိုချင်တဲ့အချိန်တိုင်းသွားချင်တဲ့နေရာကိုအဲ့ဒါဆိုရင်မောင်းတဲ့လူရှိအောင်မရမှာလေဟုတ်လားအဲ့တော့ဒီလိုဆိုလို့ရှိရင်ရင်တကြီးပိုင်ပြီးဆိုလို့ရှိရင်ရင်မောင်းတတ်ဖို့လို့တယ်မောင်းတတ်ရုံမကဘဲနဲ့အဲ့ဒီရင်ထဲမှာပါနေတဲ့အစေပိုင်းတွေအားလုံးကိုတေးသေးချာနားလဲရဲ့ဘယ်အစေပိုင်းကဘယ်လိုဖြစ်တယ်ဆိုတာကိုအဲ့ဒါကိုပါမြင်တတ်ပြီးတော့မှအဲ့ဒီအစေပိုင်းကိုဘယ်လို
ပြင်ရမှာလေဆိုတဲ့အဲ့လိုပြင်ချင်နိုင်တဲ့ပညာကိုပါတတ်ကြံပုံမကောင်းဘူးလားနော်အဲ့ဒီပုံစံအလားပဲလေတခါကြီးတကမကြီးတို့တေတွေကကိုကြည့်အသီးသီးဟောဒီမှာစိတ်ရောရုပ်ရောအခုလောလောဆယ်ပိုင်မနေကြဘူးလားဒါကြည့်လေဒီမတရားလာအထောက်ကြတဲ့ပုဂ္ဂိုလ်တွေတကိုကြီးကြည့်အဲ့ဒီတကိုကြီးတွေဟာကြည့်ပါငါကိုငါခန္ဓာချုပ်ပြီးတော့စိတ်ထဲမှာကြွယ်ပြီးတော့မနေဘူးလားအဲ့စိတ်ထဲမှာကြွယ်ပြီးတော့နေပြီဆိုလို့ရှိရင်တော့ဒီကိုကြီးဟာလေငါကိုဆိုပြီးတော့ကြွယ်ထားတဲ့အတိုင်းဆိုလို့ရှိရင်တော့ရင်တကြီးပိုင်ပြီလို့ပြောတာပေါ့ဟုတ်တယ်မို့လားအဲ့တော့ဒီရင်တကြီးပိုင်ပြီဆိုလို့ရှိရင်တော့မမောင်းတတ်တယ်လေဒုက္ခဘာတော့ဒုက္ခပဲမောင်းကြလို့တဲ့ကသူများကိုခေါ်နေတာဟုတ်လားသူများကိုအာကိုနေရတယ်ရှိတယ်လေဥမာအဖြစ်ဆိုလို့ရှိရင်တော့တခါကြီးဓမ္မကြီးတို့မှာဆိုလို့လူမမေကလေးတွေတို့လည်းကိုပြထားတယ်ငါကိုဆိုပြီးတော့ငါဆိုပြီးတော့အဲ့ဒီခန္ဓာရုပ်ကိုကျွဲပြီးတော့ဥပဒံတဲ့နဲ့ကျွဲပြီးတော့ကျွဲလန်းပြီးတော့ဒါပေမဲ့လေဒီသူ့ကိုခန္ဓာသူမမောင်းတတ်ဘူးအဲ့ဒါလူကြီးတွေကိုအာကိုနေရတာဓမေဟင်ကအစဟုတ်တယ်မဟုတ်လားလူကြီးတွေကိုမိခိုနေရတယ်မဟုတ်လားသူ့ကိုခန္ဓာကြီးကိုသူဘယ်လိုလုပ်ကြွေးရမလဲတကူဖြစ်လာလို့ရှိရင်ဘယ်လိုလုပ်ရမလဲဘာသာရှိတည်ပြီဘာမှကိုသူနားမလဲသေးဘူးအဲ့ဒါမိဘတွေလူကြီးတွေကိုအာကိုအာထားနေရတယ်မဟုတ်လားဟုတ်ပြီအဲ့ကြောင့်မလို့ခန္ဓာသာပိုင်တယ်ငါပိုင်ငါခန္ဓာပြောတယ်ဒီခန္ဓာကြီးမှာအစိတ်အပိုင်းတွေအများကြီးရှိတယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေအများကြီးမရှိဘူးလားရုပ်ပိုင်းဆိုင်ရာမှာတခုပြည့်စည်လို့ရှိရင်ရှားဝန်တချို့ကိုပြေးရတယ်ဘင်းတော်ခြာသမားရှိကိုဘင်းတော်ခြာတွေကိုရှိကိုပြေးရတယ်ကွာကုံဘာမှမကုတတ်နားမလဲလို့ရှိရင်တော့ပဲချန်လေခြာဝန်တွေကိုပဲချန်ပေးဘင်းတော်ခြာတွေကိုပဲချန်ပေးငါကိုကုပေးအောင်ကွာဒီလိုမဟုတ်လားလေအဲ့တော့ဒီလိုချို့လို့ရှိရင်တော့ဒီခန္ဓာကိုပိုင်ထားတဲ့ငါခန္ဓာငါကိုရဲ့လို့ကျွဲလန်းထားတဲ့ဒီဟာကြီးဟာအဲ့ဒီခြာဝန်တွေအဲ့ဒီဘိန်းတော်ခြာတွေကိုအာကိုချက်မလို့အောင်ဆိုလို့ရှိရင်တော့ငါရဲ့ဒီကိုဘာသာတင်တယ်မသာတင်ဘူးဘယ်လိုနေရမလဲဘယ်လိုစောင့်ရှောက်ရမလဲဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်လေနားမတယ်လို့လည်းရှိရင်တော့ဖြစ်နေအဲ့ဒါရှာဝန်ကိုကြီးပဲအာကိုနေရတယ်ဘင်းတော်ခြာကိုလည်းအာကိုနေအဲ့ဒါကိုပဲအာကိုနေရတယ်ဘယ်လိုနေရဘယ်လိုထိုင်ရဘယ်လိုပြုတ်ပြန်ရမှာကိုမသိတဲ့အခါကျတော့စားတာမာကျွန်းနေတာမာကျွန်းအဲ့ဒီလိုနဲ့ခဏပြက်စီးသူ့ကြောင့်နားမလဲတတ်တော့သူ့ကိုမကြောင်လျှော့တတ်တော့ခဏပြက်စီးပြက်စီးတဲ့အခါကျတော့ဘယ်လိုကုရမှာကိုလည်းမသိပြန်တော့ဘင်းတော်ခြာရှိကိုသွားအခြာဝန်တချီကိုသွားအဒီလိုလုပ်နေရတယ်မဟုတ်လားဒါဥပမာပေးတာနော်ညတကကြီးတို့ဓမ္မကြီးတို့ခန္ဓာရပြီဆိုလို့ရှိရင်စိတ်တေနနေရတိလောကောတဲ့ဘာလို့အဲ့ဒါအလေးပဲကပါလဲဆိုလို့ချင်းတစ်ခုလုံးဟာဒီခန္ဓာဆိုတဲ့ဒီရင်တစ်ခုလုံးဟာဒီယန္တရားတစ်ခုလုံးဟာစိတ်ကမောင်းနေနေတာတဲ့ဘာလို့မောင်းနေနေလဲစိတ်ကမောင်းနေနေတာတဲ့အဲ့လိုဆိုလို့ရှိရင်တော့ဒီစိတ်ကသူမောင်းနေရတဲ့ဒီခန္ဓာကြီးကိုလေသူကဂျင်မောင်းပဲမဟုတ်လားဂျင်မောင်းပဲဆိုတော့ဒီလိုဆိုတော့ဒီစိတ်ကြီးဟာသူမောင်းနေတဲ့ဒီခန္ဓာကြီးအကြောင်းကိုသိချာနားလဲဖို့မလိုဘူးလား
တေချာနားမလဲလို့ရှိရင်အမောင်းမကျွန်းကျင်ရဘာလို့မလဲရောက်တဲ့ကြသွားမယ်ဘာလို့ဟိုတိုက်ဒီတိုက်နဲ့တိုက်မိမှာဟုတ်လားဒီတကူလုံးကိုဘသူကမောင်းနေတယ်လေစိတ်ကမောင်းနေတယ်အဲ့လိုဆိုဒီတကူလုံးအကြောင်းကိုစိတ်ကအသိဖို့မလိုဘူးလားလိုတယ်ကိုင်းအဲ့လိုဆိုလို့ချင်းငါကိုရလို့ငါခန္ဓာရလို့ဒီလိုအကျွဲအလားနဲ့ဒီခန္ဓာကိုပိုင်ထားတဲ့ပုဂ္ဂိုလ်အားလုံးဒီခန္ဓာကိုပိုင်နိုင်နဲ့လက်မမာရောက်အောင်မောင်းနေဖို့ဟာစိတ်ကမောင်းနေမှာမို့လို့ခင်ဗျားတို့ဒီစိတ်ဟာအခုနော်အလိုလုံးမယ်ဟုတ်လားမလားစိတ်ဟာခန္ဓာကိုကျွန်းကျင်သွားအောင်ခန္ဓာရဲ့အကြောင်းကိုတည်ချာနားလည်သွားအောင်အခုဝင်ရတဲ့စကားကခန္ဓာပြုတ်ပြင်ရေးစကားဘာလို့ဟုတ်ပြီနော်အဲ့လိုခန္ဓာရဲ့အကြောင်းတွေကိုတည်ချာသဘောပေါက်မယ်ဒီခန္ဓာထဲမှာဘာပါတယ်လဲဆိုတဲ့အခါကျတော့ယုတ်ချမ်းရာယုတ်အပိုင်းတွေပြီးတော့စိတ်ချမ်းရာကစေတသိက်52ခုပါတယ်ဘယ်နှခုပါတဘဝဓမ္မ52ခုပါတယ်နော်အဲ့ဒီတဘဝဓမ္မ52ခုနဲ့ဒီယုတ်ကြီးကိုဘယ်သူကမောင်းနေတယ်လဲစိတ်ကမောင်းနေတယ်နော်အဲ့လိုဆိုလို့ရှိရင်တော့ဒီစိတ်ကြီးဟာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဟောတာပေါ့မနောပုပ္ပံကမဓမ္မမနောသေထာမနောမယမနသာစီပဒုဋ္ဌေနဘာဒတိဝါကရောတိဝါသောနံဒုက္ခမနွေတိဇကံဝဝဟတောပဒံဆိုဓမ္မပဒပထမဥစွာဖြစ်သောအပုပ်အဲ့ဒါမြတ်စွာဘုရားကစိတ်ကမောင်းနေနေတာတဲ့စိတ်ကရှေ့ဆောင်နေတာတဲ့စိတ်ကဥစည်းနေတာတဲ့ယုတ်တိပဲဖြစ်ဖြစ်ခုနစေတသိက်52ခုစေတသိက်52ခုဆိုတာကဟိုဥစ္စာတွေပေါ့ဗျာဥမာအဖြစ်လောဘတို့ဒေါသတို့မောဟတို့အလောဘတို့အဒေါသတို့အမောဟတို့မေတ္တာတို့ကရုဏာတို့သတ္ထတရားတို့ဟိရိတို့ဥတ္တပတို့အတ္တရှိတိဖြင့်ဖတ်တာတို့ဝေဒနာတို့တင်ညာတို့စေတနာတို့ဧကကတာရှိဝိတ္တင်္ဂရေမနတိကရာဝိတက်တို့ဝိဇာရတို့ဒီဘောဟာရတရားကိုဘုရားပွင့်လို့ခင်ဗျားတွေဟာဒီစိတ်ထဲမှာဘာတရှိတယ်ဆိုတာဒီဘောဟာရခင်ဗျားတို့ကြားဖူးတာဘုရားသမပွင့်လို့ချင်းတလုံးတစ်ခဲထဲရဲ့ဘာမှမသိဘူးမောင်မိုက်နေတာကြီးပဲအခုကဘုရားပွင့်လို့ဒါနဲ့စိတ်ထဲမှာဘာသဘာဝတွေရှိတယ်ဆိုတာနာမည်နဲ့ကိုတကွဝေါဟာရတွေနဲ့တကွဝေါဟာရတွေတောင်မှမြတ်စွာဘုရားက best ဆုံးကြည့်ပြီးတော့ပေးတဲ့ဝေါဟာရတွေဟာကြောဖက်ကိုကြည့်ပြီးတော့ပေးတဲ့ဝေါဟာရရှိတယ်ရှင်းမျက်နှာစတာဖက်ကိုကြည့်ပြီးတော့ပေးတဲ့ဝေါဟာရရှိတယ်ဘေးဖက်ကိုကြည့်ပြီးတော့ပေးတဲ့ဝေါဟာရရှိတယ်ဒီလိုနဲ့တစ်ခုချင်းကိုနာမည်တွေကအမျိုးမျိုးထွက်နေတယ်ပတ်လေချလဲအောင်နားလဲအောင်လို့ကျွန်းကျင်တော်မတော်ဘုရားဒီလိုနဲ့ခင်ဗျားတို့တွေတဲ့စိတ်ထဲမှာစိတ်ကဥဆောင်ပြီးတော့မှစိတ်ကမောင်းနေပြီးတော့မှပါနေတဲ့သဘောဝတရားတွေတစ်ခုချင်းကိုပတ်ချလဲနားလဲခွင့်ရတာလွယ်တော့မဟုတ်ဘူးနော်ဟုတ်မလားစိတ်ထဲမှာစိတ်ကဥဆောင်ပြီးတော့မှမောင်းနေပြီးတော့ပါသွားတဲ့သဘောဝတွေဟာဘာတွေရှိတယ်ဆိုခင်ဗျားတို့တခါမှဒီဘုရားသမပွင့်လို့ရှိရင်တော့ပြီဘာမှမသိဘူးနော်အခုဘုရားပွင့်လို့အဲ့ဒီတော့ဒီလိုဆိုလို့ရှိရင်တဲ့ဒီစိတ်ကအမတန်ရေးကြီးတယ်တဲ့အဲ့တော့ဒီစိတ်ထဲမှာစိတ်ကဒီခန္ဓာကြီးကိုကျွန်းကျင်မောင်းနေတတ်အောင်စိတ်ထဲမှာစိတ်ကအဖို့လို့ရမယ့်တရားတွေရှိတယ်တဲ့တတိမထာဗါလေဟုတ်ပြီနော်တတိတစ်ခုဉာဏ်တစ်ခုဘာလို့နော်အဲ့တော့စေတသိက်52ခုစိတ်ကမောင်းနေတဲ့
မောင်းနေပြီးတော့လိုက်ပါနေရတဲ့จิตတိ5ချက်နှစ်ခုမှာလေစိတ်ကမောင်းနေတဲ့နေရာမှာအဖို့လို့ရမယ်တကယ်နော်လိုက်နှစ်ခုရှိတယ်တဲ့တတိရဲ့ပညာဘာလို့လဲnot တခုဝိရိယဘာလို့မထားနော်အဲ့ဒါကိုတော့သမ္ပဇာနောအာတာပီတဲ့နော်အဲ့တတိပဋ္ဌာန်ထဲမှာဟောတာတယ်နော်တော့သမ္ပဇာနောအာတာပီတဲ့နောက်မချုပ်တဲ့ဝိရိယနော်တတိညာနောက်မချုပ်တဲ့ဝိရိယဘယ်နှခုအဲ့ဒီသုံးခုဟာ5ချက်နှစ်ခုထဲပါတဲ့တရားစိတ်ကသူတို့ကိုမောင်းနေမှာရုပ်စိတ်ကမောင်းနေမှာအဲ့ဒီ5ချက်နှစ်ခုကိုစိတ်ကမောင်းနေတဲ့အခါကျတော့ဟေ့ငါကိုကုံကြီးအောင်ငါကောင်းကောင်းမောင်းနေတဲ့အောင်ချိုးပြီးတော့စိတ်နဲ့ထက်ချက်မကွာစိတ်ရဲ့မောင်းနေတဲ့လုပ်ငန်းမှာအမအယွတ်မရှိရလေအောင်ကစိတ်ကနော်ကြည့်ငါနဲ့လက်တွဲပါခင်ဗျတို့3ယောက်ငါနဲ့လက်တွဲပါချုပ်ပြီးတော့မှပဲကိုစိတ်ကအဲ့ဒီ3ခုကိုလက်တွဲတယ်လို့ရှိရင်တဲ့အဲ့ဒါစိတ်ကဒီယုတ်ခန္ဓာနာမ်ခန္ဓာကိုမောင်းနေတဲ့နေရာမှာအမအယွတ်မရှိတော့ဘူးတဲ့ဗျာနော်အမအယွတ်မရှိတော့ဘူးတဲ့အဲကြောင့်လို့ဒီတရားစခန်းမှာမလုပ်လဲဆိုလို့ရှိရင်တော့အဲ့ဒီတတိပညာနောက်မချုပ်တဲ့ဝိရိယဒီဟာစိတ်နဲ့ကောင်းကောင်းမွန်မွန်တွဲပြီးတော့မှပဲကိုစိတ်ကချမ်းသာအလုံးအယုံအပေါ်မှာအလုံးလုံးနဲ့အောင်နော်အဲ့ဒီဟာတွေကိုလေ့ကျင့်နေတာအဲ့လိုလို့ဆိုလို့ရှိရင်တော့ပြင်အခုကဘာသူကဘာသားတွေဟာဒီလေ့ကျင့်ခန်းကိုဘဝခန္ဓာရအတိုင်းဆိုလို့ချင်းလေ့ကျင့်ဖို့လိုတယ်ဒါပေမဲ့လည်းဖယားကမပွင့်လာခဲ့တယ်နော်အခုဘုရားပွင့်နေတဲ့ဒီအချိန်ခါကြီးမှာတောင်မှပဲကိုကြည့်ဒီလိုဒီ3မျိုးအကူအညီနဲ့စိတ်ကြီးကခန္ဓာယန္တရားကြီးကိုကြီးမောင်းနှင်ခွင့်ရနိုင်တဲ့နေရာကအဲ့ဒီလေ့ကျင့်ခန်းကိုလေ့ကျင့်နိုင်တဲ့နေရာကအခုထေရဝါဒဖြစ်တဲ့မြန်မာနိုင်ငံအစာရှိသည်ဖြစ်ပေါ့မြတ်စွာဘုရားမူလဟောရင်းတရားအပြတ်မခံဘဲနဲ့ယနေ့တိုင်အောင်ဖယ်လာတဲ့နိုင်ငံမြန်မာနိုင်ငံအခုလက်ရှိလာအိုကမ္ဘောဒီးယားသီလလင်္ကာအဲ့ဒီမှာဒီနိမန်လမ်းမှာနော်ဒီတရားဘုရားဟောထားတဲ့တရားလုံးဝတစ်လုံးမှအပြတ်မခံဘဲနဲ့အဲ့ဒါအတာချေဆုံးကသီလလင်္ကာနိုင်ငံမှာထားနော်ဟိုးသာသနာနှစ်နာရကျော်ကလေးကိုကယနေ့တိုင်အောင်သူတို့ကဘုန်းကြီးတို့မြန်မာနိုင်ငံဆိုလို့ရှိရင်တော့ဘုန်းကြီးတို့အဲ့ဒီသာသနာနှစ်နာရကျော်ဒီမှာပို့တာပဲဒီတရားအပြည့်အစုံတစ်လုံးမှမပြတ်ဘူးဒါပေမဲ့လည်းဘုန်းကြီးတို့မြန်မာနိုင်ငံမှာကအခါတခါကျတော့လုံးဝပြန်ကွယ်သွားတော့ဖြစ်တယ်ဆိုဖြစ်တယ်အတူအပါတွေပြအသာထိုးလာတာအတူအပါတွေနိုင်တယ်လို့ကိုဖြစ်သွားတယ်ဒီလိုမေးမိန်ပါအဲ့တော့အဲ့လိုတိကိုမမေးမိန်ပဲနဲ့ဒေါ်ရှော့အဲ့ဒါသီလင်္ကာနိုင်ငံဒါမဲ့သီလင်္ကာနိုင်ငံကအခုဒီနောက်ပိုင်းမှာကျတော့တို့မြန်မာနိုင်ငံကိုမပြိုင်နိုင်တော့ဘူးတို့မြန်မာနိုင်ငံကနော်အလူကြီးကိုအခုမူလတရားတော်ဟာလုံးလျာကြီးကိုထွန်းကားနေတယ်အဲ့တော့ကံကောင်းပုံတော့ပြောတာအခုနော်အဲ့တော့ဒီတော့စံစရာမှာကျင်လေရတဲ့ဘဝတရားခဏခန္ဓာရတရိစ္ဆာန်ခန္ဓာရတာများငရဲခန္ဓာပစ္စတာခန္ဓာရတာများအဲ့ဒီခန္ဓာကိုရတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်တော့ခန္ဓာကိုမောင်းနေကြွန့်ရှိတဲ့စိတ်ကိုပြိုးထောင်ဖို့သူတို့လုံးဝမရနိုင်ဘူးမဖြစ်နိုင်ဘူးမရနိုင်ဘူး
အဲ့တော့လူလာဖြစ်ကြတာတခါတလေမှဒါလည်းခုနဖျားပွိမှရတာဒီလေကျင်ကလို့ဖို့ကအဲ့လိုဆိုလို့ရှိရင်တော့အခုယောဂီသူတော်ချင်းတွေအမတမအခွင့်အရေးစိုက်နေတဲ့အချိန်အခါထေရဝါဒတရားကြီးတလုံးတလေမှမကွယ်ပဲနဲ့မူရင်းအတိုင်းအခုဒီပွင့်တခါတည်းနဲ့ထွန်းတောက်ကြီးကိုတည်ရှိနေတဲ့အခိုက်မှာကိုကြီးလာပြီးတော့မှပဲကိုချီကိုချိုက်မြဲဟောနေတဲ့ပုဂ္ဂိုလ်တွေလာခြုံနေပြန်တယ်ကံမလောက်ကောင်းတော့အဲ့ဒီတော့ဒီလိုဘောတန်ရှိပြီးတော့မှတော့ကြာလာတဲ့တခြားမှာရလဲတဲ့ခန္ဓာထပ်တလဲလဲဒီအခွင့်အရေးမျိုးကိုဘယ်လိုနည်းနဲ့မှမရယူနိုင်တဲ့အပယ်လေးပုံတခါတည်းရယူနေတဲ့လူဘဖြစ်ကြောင်တောင်မှဘုရားကမပွင့်အခုကပွင့်နေတယ်လူဘလာဖြစ်နေတယ်အဲ့တော့တခါတလေဒီလေကျင်းခန်းဒီတင်တန်းကိုရှိပြီးခွင့်ရမယ်ဆိုလို့ရှိရင်အလကမပြေဘူးနော်ဘွားသွန်တရားနော်ဆိုလိုက်သွားအောင်မနော်မျိုးတွေစတိတွေနော်နဲ့ဒါကြောင့်မလို့ဘုန်းကြီးကတော့မလေးကျင့်ပေးတတ်ဘူးလေးကျင့်ပေးတဲ့ပုဂ္ဂိုလ်လေးကျင့်ပေးပါလိမ့်မယ်ငါကတိုက်သွင်းနေတယ်နော်သဘောပေါက်တယ်မဟုတ်လားအေးလေခန္ဓာကြီးရန်တရားကြီးကြထားမှာတော့မမောင်းနဲ့တတ်ဘူးဆိုလကပဲဟုတ်ကြည့်ငါတို့ချို့နေရမယ်အသက်အရွယ်ကြီးတချို့ဆိုလို့ရှိရင်တော့အခု40-50သမားဆိုလို့ရှိရင်90-80နေရမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုမောင်းနေဖို့ကနေ40ကျန်သေးတယ်နော်အဲ့တော့မမဖို့အရေးမကြည့်ဘူးလားအရေးကြီးတယ်လေလူမှုရေးပြဿနာအမျိုးမျိုးတွေ့မယ်ခန္ဓာပြဿနာတွေအမျိုးမျိုးတွေ့မယ်အပြင်ဘက်ကပြဿနာပေါင်းစုံအတွင်းကပြဿနာပေါင်းစုံမမောင်းတတ်လို့ဘာမှကိုနားမလဲလို့အဲ့ဒီလိုနဲ့ဟိုလိုဒီလိုဟိုကောင်းတယ်လို့ဒီကောင်းတယ်လို့နဲ့အဲ့ဒီလိုနဲ့အကုသိုလ်တွေပေါင်းမြောက်များစွာအကုန်လုံးအဲ့ဒါတွေလောမောသွားလိမ့်မယ်အဲ့တော့မောင်းနေတာမှအဲ့ကြောင့်မလို့နောင်ဘွားလဲလှအောင်ဒီဘွားလဲလှအောင်ဒီဘွားလဲချမ်းမြေဖြစ်အောင်နောင်ဘွားလဲချမ်းမြေဖြစ်အောင်ဒီဓမ္မတင်တန်းလုပ်ငန်းကိုလာဟာပါလဲဆိုတော့ခန္ဓာကိုမောင်းနေတာအောင်တင်တန်းပါတပတ်ပေါက်တယ်မလားဟုတ်ပြီပေါ့ဘုန်းကြီးတော့တိုက်တွန်းညုံပဲလေဟုတ်တယ်မို့လားဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်တော့တရားစခန်းတစ်ခုဆိုတော့အဖွင့်ဩဝါဒကလိုတင်တော့မလို့အခုဖြည့်ပေးတာပါဘုန်းကြီးကတော့ဟိုကြပါဘောအရှင်သူရကလည်းဓမ္မဥကျင်တရားစခန်းအဲ့ဒါတော်ပြင်ပန်းလာပြီသူကလည်းနည်းနည်းမြန်နဲ့အနာရအောင်အနာရအောင်ငါမြန်နားမရပဲနော်ဟုတ်တယ်မို့လားအဲ့ဒီလိုနဲ့ဆိုတော့ကောင်းတို့ခန္ဓာဉာဏ်တရားကြီးကိုသေးချာနားလေတဲ့ပညာနဲ့တွဲထားတဲ့စိတ်အဲ့ဒီစိတ်ကနေပြီးတော့မှဒီခန္ဓာဟိုကျွန်းနဲ့မောင်းနဲ့တတ်ဖို့လောကဓာတ်တရားအမျိုးခန္ဓာရဲ့သဘောတဘာဝအတိုင်းဖြစ်မှုပြမှုပဝန်းကျင်မှာလာတဲ့တိုက်ဆိုင်တဲ့အကြောင်းအမျိုးတွေနဲ့ဒီမှာဒဏ်အမျိုးတွေကိုခံရတဲ့ဒီခန္ဓာအတွင်းဒဏ်အပြင်ဒဏ်ခံရတဲ့ခန္ဓာဒီခန္ဓာကြီးကိုအဲ့ဒီအတွင်းဒဏ်အပြင်ဒဏ်သက်သာတော့အောင်ကျွန်းနဲ့မောင်းနေနိုင်ဖို့ခန္ဓာရဲ့ယန္တရားတွေကိုသိချသဘောပေါက်တဲ့ခန္ဓာကိုကောင်းမွန်မောင်းနေတာဖို့ပေးနေတဲ့ဒီဓမ္မသင်္ဍန်းကြီးကိုကြိုးစားအားထုတ်လို့နောက်ဆုံးဆိုလို့ရှိရင်တော့ဒီခန္ဓာကြီးကိုမောင်းနေကျွန်းမောင်းနေတတ်တဲ့ဖြစ်ဒီဘဝမှာလည်းချမ်းသာဒီကနေပြီးတော့မှလာမဲ့စံတရားမှာလည်းချမ်းသာနောက်ဆုံးတော့ဖြစ်ခန္ဓာယုံနာအားလုံးအပြီးအပိုင်ခင်ဗျားကိုမလို့ချင်တော့ဘူးချိုပြီးတော့မှအကုန်လုံးဘာမှမောင်းနေကြမလို့တော့ဘဲနဲ့တခါတည်းနဲ့လုံးဝချမ်းသာတဲ့အချမ်းသာစိတ်ဖြစ်တဲ့အနုပရိသေသမဉာဏ်နဲ့ဘာနာတိုင်အောင်ကိုရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းဆရာတော်ဘုရားမှကမ္မထဆိုင်ရာအခြေခံများအလုပ်ပေးများဟောဝါဒလိုက်နာပွဲဆောင်ရွက်ပွဲအစရှိသည့်တို့ကိုမိန့်ကြားတော်ဘုမဖြစ်ပါတယ်ရှုစွာပြခတ်သိမ်းပပြောက်ငြိမ်းစေရေးဩဃာတကတော်ကျုဖြင့်
ရှေးဥစွာကြောကြအောင်စို့အစာမတင်တန္တရာကစာ၍ယခုတိုင်အောင်အလုံးသောတော်ကောင်းတို့ပေါ်၌ဥစ္စနနဲ့ကာယကံဝစီကံမနောကံများရှိခဲ့ပါကအလုံးကိုတောင်းပန်ပါတယ်ဥစ္စနပေါ်၌လည်းပဲတော်ကောင်းတို့နဲ့ကာယကံဝစီကံမနောကံများရှိခဲ့ပါကခြေချင်းနဲ့နဝမြောက်ဝမ်းသာဖွင့်လို့ပါတယ်ဤသို့လင်ဖျားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာတန်ခါမြတ်ဆုံးယရနာယရဏမြတ်သုံးပါးတို့အားယုတိမနုလက်ဆောင်မူ၍ရှေခုပူဇော်ผู้မြောက်မှန်လျောက်ကြောကြသောကောင်းမှုကံစေတနာတို့ကြောင့်မိမိတို့လိုရှိတောင်းတအပ်သောမိုးမတိမြဲနေရဖြစ်သောနှိပ်မှန်တို့၎င်းဒုက္ခခတ်တေကင်းခြင်းရဖြစ်သောနှိပ်မှန်တို့၎င်း1500ကိလေသာတို့၏600ငြိမ်းရာသိညာဖြစ်သောနှိပ်မှန်တို့၎င်းသူတော်ကောင်းတို့အားထုတ်ဆက်ဖြစ်သောဥပဒနာဉာဏ်သည်လင်းမြန်စွာမဲ့ဉာဏ်တို့ခြေစီပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သည်ဖြစ်စေဦးဇင်းခေါင်းနေတဲ့တရားစခန်းပွဲကြီးအကျိုးညမှာအနေငယ်တရားကောင်းတို့ကိုအလုံးနဲ့ပတ်သက်ပြီးတော့မှကျေးဇူးပြုမပြောကြမီဦးဇင်းကျေးဇူးရှင်များဖြစ်တော်မူကြကုန်သောကျေးဇူးတော်ရှင်အခမပန္တိတမဟုတ်ကြတော့ဖြစ်ကြီးဒီလကုံသမာဓိကုံပညာကုံတို့အား၎င်းရန်ကုန်မြို့အင်းစိန်ရွာမှာပရိတိသတ္တရကြီးဦးစီးပဓာနာနိုင်ကရှင်ထုံသောအခမပန္တိတအဘိဓိသမဟာရတဂုရုယောမဆရာတော်ဖြစ်ကြီးတိလကုံသမာဓိကုံပညာကုံတို့အား၎င်းတောင်ကြီးမြို့အေးစီရီပရိနိသတရကြီးဦးစီးပဓာနာနိုင်ကအရှင်ထုံသောအခမကန္ထဝါစကပန္တိတအေးစီရီဆရာတော်ဖြစ်ကြီးတိလကုံသမာဓိကုံပညာကုံတို့အား၎င်းဟောဘုံမြို့စုံမီကျောင်းတိုက်ကြီးဦးစီးပဓာနာနိုင်ကအရှင်ထုံသောစုံမီဆရာတော်ဖျားကြီးတိလကုံသမာဓိကုံပညာကုံတို့အား၎င်းဂျပန်ဆရာတော်ဖျားကြီးတိလကုံသမာဓိကုံပညာကုံတို့အား၎င်းရိတ္တဧတနာဝင်အထောက်ရမှာပဋိစ္စသမုပ္ပါအလဝေဒနာတရားတော်များများကိုပြသဆုံးမတော်မူသောကမ္မထာစရိယာဆရာတော်ဖျားများနှင့်နေတိကဆရာတော်ဖျားများတိလကုံသမာဓိကုံပညာကုံတို့အား၎င်းဥထိတ်မှာပန်းစင်ပြီးတော့ဤမြို့နယ်တို့နေတော်မူကြကုန်သောဆရာတော်တန်ခါရရှင်များအပေါင်းတို့နဲ့တကွာဤကြောင့်လည်းဆရာတော်တန်ခါရရှင်များများနဲ့တရားစခန်းများအထောက်တော်မူကြကုန်သောဆရာတော်တန်ခါရရှင်များအပေါင်းတို့၏ဘုန်းကြီးကံရစ်ကိုခွလုံးပြီးတော့ယောဂီတဲ့အပေါင်းတို့ကိုခုနှစ်တဲ့စခန်းပွဲကြီးအကျိုးညမှာအနေငယ်အလုပ်ပေးနဲ့ပတ်သက်ပြီးတော့မှကျေးဇူးပြုပြောကြားပေးမှာဖြစ်ပါတယ်အခုလိုပြောကြတဲ့နေရာမှာယောဂီတဲ့အပေါင်းတို့ကအကျဉ်းမဲ့တဲ့နေရာမှာလိုသွားတဲ့စကလုံးလေးတွေရှင်လဲဦးဇင်းမြတ်ရှင်းထားပြီးတော့မှဖြစ်ပေးကြပါပို့သွားတဲ့စကလုံးလေးတွေရှင်လဲနှုတ်ပြီးမှနားထောင်ပေးကြပါလို့အထူးပဲမေတ္တာရခံပါတယ်ဖျက်ခြင်းကိုလည်းမကြည်ရနကုလမန္တနကုလဗိဒာတော့မှာသန္တနာတကုမှာပြန်လည်ကဆုံတွေ့လာကြတယ်အမိဖညီကောင်မောင်နှမမတော်ဘူးသူမိသည်မရှိဘူးလို့ဟောတော်မူထားပါတယ်တော်တော်ကိုဆရာသဘောမျိုးနဲ့ပြောဆိုခြင်းမျိုးမဟုတ်ပါဘူးဒီလောက်လေးတွေပြန်လဲကျေးဇူးဆက်ချင်တာဖြစ်ပါတယ်။ဇနုဓမ္မသဘင်ကိုမစတင်မီစัจ java လာနာတစ်ခုလုံးမှာရှိကြတဲ့အာလုံးသောလူနာမြမတရားဝါတွေဦးဇင်ကမေတ္တာပို့ပါမယ်။တရားကောင်းများအားလုံးမေတ္တာခံယူလို့ရပါတယ်။သက်စာဆိုပြီးမေတ္တာပို့ပေးမှာဖြစ်ပါတယ်။ဘောရလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံတံဃောလောကေသမုပ္ပန္နောပုံညာယသဗ္ဗပါဏိနာဘုရားမြတ်စွာဘုရားသည်သဗ္ဗပါဏိနာအလုံးစုံသောတတ္တဝါတို့၏
ဟိတယာမဖို့နိဗ္ဗာန်ဟုသောအကျိုးစီးပွားအလုံးငါလောကီလောက၌သမုပ္ပါနောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါပေ၏ဤစကားသည်မင်္ဂနှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂနှင့်သစ္စာစကားတို့ကြောင့်ယနေ့စီရောက်ရှိလာတဲ့အာလုံးသောရဟန်းရှင်လူအာလုံးလူနတ်ပြောမှာတော်အာလုံးသာသနာဆွေတော်မျိုးတော်များအာလုံးဤကြောင့်နဲ့ဗရဏနာကဆရာတော်တွေကတိုက်တာတန်ခါတော်များဝေယဝဆကုသိုလ်ရှင်များအကျိုးတော်ဆောင်ဖွဲ့များဆွမ်းကဆောင်းမှများဤကြောင့်နဲ့ပရဝဏတစ်ခုလုံးမှာရှိကြတဲ့စေတီပထိုးကျောင်းကတစ်ပင်တော်တော်ရှင်များဥမင်လန်ကောင်းနေရာဌာနအသီးသီးမှာရှိတဲ့များပုဂ္ဂိုလ်များအရက်ဆယ်မျက်နှာမှာရှိတဲ့များပုဂ္ဂိုလ်များအမိမြန်မာပြည်သူပြည်သားကဘာသူဘာသာ30ပုံသားများအားလုံးသောဓမ္မယောဂီသူတော်စင်များအားလုံးဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရောဂါခတ်သိမ်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိမ်ဝါအေးချမ်းကြပါစေတရကောင်းတို့ကိုစီခန္ဓာဝန်သာသနာဝန်ကိုလွယ်ကူစွာဆောင်းတော်မူနိုင်ကြပါစေဓမ္မောမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်များသည်တပ္ပပါဏိနာအလုံးစုံသောတတဝါတို့၏ဒုက္ခရမဲ့ဖို့နိဗ္ဗာန်ဆိုတဲ့ချမ်းသာအလုံးငါလောကီလောကနဲ့သမုပ္ပါနောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါပေ၏ဤစကားသည်မင်္ဂနှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂနှင့်သစ္စာစကားတို့ကြောင့်ယနေ့စီရောက်ရှိလာတဲ့အာလုံးသောသာသနာဆွေတော်မျိုးတော်များအမိမြန်မာပြည်သူပြည်သားကဘာသူဘာသာ30ပုံသားများအားလုံးဤကြောင့်၌ဒီနေ့ရက်4မျက်နှာ10မျက်နှာ10မျက်နှာမရှိတဲ့များပုဂ္ဂိုလ်များကျောင်းတိုက်ဗရဏနာယကဆရာတော်တို့ကတိုက်တာတန်ခါတော်များတရားစခန်းဝင်အောင်အထက်တော်မူကြကုန်သောဆရာတော်တန်ခါများနဲ့ယဟန်တမင်သီလရှင်များအမျိုးကောင်းသောမြည်များဆွမ်းကဆောင်းမှများဝေယဝဆကုသိုလ်ရှင်များဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရောဂါခတ်သိမ်းငြိမ်းကြပါစေဆင်းခတ်သိမ်းငြိမ်းကြပါစေနှလုံးစိမ်ဝါအေးချမ်းကြပါစေသူတော်ကောင်းတို့ကိုစီခန္ဓာဝန်သာသနာဝန်ကိုလွယ်ကူစွာဆောင်းတော်မူနိုင်ကြပါစေတန်ခေါ်မြတ်စွာဘုရားတပိသားတန်ခါအရိယာတန်ခါတော်ရှင်များအပေါင်းတို့သည်တပ္ပပါဏိနာအလုံးစုံသောတတ္တဝါတို့၏ပုံညာရကောင်းမှုမျိုးစုံစိုက်ပျိုးအလုံးငါလောကီလောက၌သမုပ္ပါနောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါပေ၏ဤစကားသည်မင်္ဂနှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂနှင့်သစ္စာစကားတို့ကြောင့်ယနေ့စီဝရောက်ရှိလာတဲ့အာလုံးသောသာသနာဆွေတော်မျိုးတော်များအမိမြန်မာပြည်သူပြည်သားကဘာသူဘာသာ30ပုံသားများအားလုံးလူနတ်ပြောမှာတော်အားလုံးဤကြောင့်နဲ့ဗရဏနာယကဆရာတော်တို့ကတိုက်တာတန်ခါတော်များအားလုံးတရားစခန်းဝင်အောင်အထက်တော်မူကြကုန်သောဆရာတော်တန်ခါတော်များယဟန်တမင်သီလရှင်များအမျိုးကောင်းသောမိများဝေယဝဆကုသိုလ်ရှင်များအကျိုးတော်ဆောင်ဖွဲ့များဆွမ်းကဆောင်းမှများဤကြောင့်နဲ့ပရဝဏတစ်ခုလုံးမှာရှိရတဲ့စေတီဘရုကျောင်းကတစ်ပင်တော်တော်ရှုံများဥမင်လန်ကောင်းနေရတဲ့အသီးသီးမှာရှိတဲ့များပုဂ္ဂိုလ်များအရက်ဆယ်မျက်နှာတို့မှာရှိကြတဲ့များပုဂ္ဂိုလ်များတောပိုင်တောင်ပိုင်နယ်ပယ်မြို့ပိုင်ကွင်းပိုင်များတရောနဲ့ပတ်သက်တဲ့မိဆိုင်ဖဆိုင်နတ်များရိုးရနတ်များဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရောဂါခတ်သိမ်းငြိမ်းကြပါစေဆင်းခတ်သိမ်းငြိမ်းကြပါစေနှလုံးစိမ်ဝါအေးချမ်းကြပါစေတရောတို့ကိုစီခန္ဓာဝန်သာသနာဝန်ကိုလွယ်ကူစွာဆောင်းတော်မူနိုင်ကြပါစေအားလုံးသောတရောကောင်းပေါင်းတို့လက်ဥချီလေးတွေချလို့ရပါပြီချမ်းသာတဲ့ဣရိယာပုတ်ဖြစ်တရားတော်ကိုနိုင်ယူလို့ရပါပြီ15မိနစ်လောက်ပြောပြပါမယ်ဗျာနော်တရောကောင်းကြီးများ15မိနစ်လောက်တိခမ်းပြီးတော့မှနိုင်ယူပေးကြပါအဲ့တော့အခုဒီတရားစခန်းမှာဦးဇင်းတို့ဓမ္မယုံကြည်ရလားအားရပါရပဲတကယ်ကိုခန့်ညာပဲယောဂီတွေအဲ့တော့ဒီစခန်းမှာရက်ကတူတယ်9ရက်ထဲရတာဖြစ်တယ်အဲ့တော့သူတော်ကောင်းတို့လည်းလာရကျိုးနှံ့ဦးဇင်းတို့လည်းကျေးဇူးဆရာကျိုးနှံ့ကျောင်းတိုက်နာကဆရာတော်လည်းပဲစခန်းပွဲတွေကိုဆောင်ရွက်ပေးရကျိုးနှံ့အောင်သူတော်ကောင်းတို့ကြိုးစားပေးရမယ်နော်ဖိဖိစီစီကြိုးစားပလိုက်ဗျာဘယ်လိုကြိုးစားမှာလဲအဲ့တော့ဖိဖိစီစီကြိုးစားတဲ့နေရာမှာတဦးတလေမှမပေါ့စေချင်ဘူးတဦးတလေမှပါတယ်လေအချိန်ပြည့်ဒီဓမ္မယုံမှာလျောင်းထိုင်ရသွားဣရိယာပုတ်၄မျိုးနဲ့ကြိုးစားပေးဗျလျောင်းထိုင်ရသွားနော်ထိုင်ခြင်းဣရိယာပုတ်ရက်ခြင်းဣရိယာပုတ်ဇင်းကြံကမ္မထံလျောင်းကမ္မထံကညနေ6နာရီကိုအဆောင်ရောက်တဲ့ချိန်မှာမိနစ်20လောက်လျောင်းပြီးမှမှတ်တဲ့အလေးယူပေါ့ဗျာမကောင်းလားဗျပြောမယ်ဆိုရင်တခါလဲဦးဇင်းတို့တကယ်ပင်မပါတယ်အလုပ်တွေဟာလေရိုးသားဝန်ခံရရင်တော့ကိုတရားလေးနဲ့ကိုနေချင်တာကိုတရားလေးနဲ့ကိုဇောက်ချပြီးအားထုတ်ချင်တာပေါ့နော်ဒါပေမဲ့မကင်းတဲ့ခါကျတော့ဦးဇင်းတို့လှည့်ပြီးတော့မှကျေးဇူးပြုနေရတယ်မကင်းဘူးဆိုတာကအကြောင်းတွေလည်းကျေးဇူးဆက်ဖို့ပါလာတယ်နိစ္စရာဆရာတော်တန်ဃာတော်တွေရဲ့
မိတ်ချတော်မူချက်အရာလဲလဲ့ပြီးမှတောင်းဆိုတဲ့ပွဲတွေကိုလက်ခံပြီးပေးနေရတာပေါ့နော်အဲ့လိုဆိုတော့တစ်နှစ်ပတ်လုံးတပွဲပြီးတပွဲမနာရတဲ့ခါကျတော့တကယ်ကိုနိုင်လဲကိုဖိရင်ဖိတကယ်ကျေးဇူးပြုပေးတာတွေရှိပါတယ်လာပြီးအားထုတ်တဲ့သူတော်စင်တွေလည်းပဲဖိစီစီနဲ့အားထုတ်သွားရင်နှုတ်နှစ်ဖက်အကျိုးများတာပေါ့ဗျာနှုတ်နှစ်ဖက်အကျိုးများတယ်နော်အဲကြောင့်ဒါတကယ်ဆိုရင်ဦးဇင်းတို့ဘလို့မှမအားဘူးဒီတော့တက်မှာဆိုရင်အဲ့ဒီအရှိမလဲဦးဇင်းတို့တရားစခန်းပွဲတွေဒါတောက်လျှောက်ပဲအောင်ပန်းစက်မှုစုံရက်ဆောက်အခုအေးစီဆရာတော်ကြီးပွဲအခုဒီပွဲစဉ်ဦးဇင်းတို့ဒီလာမဲ့အင်္ဂလိပ်လိုကိုယ်နေမနဲ့အပြီးကျောင်းမှာတညကျင်းပြီးတာနဲ့တောက်လျှောက်တာရန်ကုန်ဆင်းပြီးတာနဲ့7နှစ်ဆိုလေရင်တက်ပြီးအိန္ဒိယနိုင်ငံလူပေါင်း200ကျော်နဲ့သွားမှာဒီ200ကျော်ရဲ့ခရီးစဉ်တွေကိုသွားမဲ့ကားကိစ္စဟိုတယ်ကိစ္စလေရင်တက်မဲ့ကိစ္စအကုန်လုံးတာဝန်ယူပြီးလုပ်ပေးရတော့မလွယ်ဘူးဗျစခန်းကတစ်ဖက်တရားပြောပြရတာတစ်ဖက်ဟိုဘက်မှာကိုဒီလိုက်ပါမဲ့သူတွေအစဉ်ပြေရေးဆောင်ရွက်စီမံရတော့လေအဲ့ဒါကြောင့်ဦးဇင်းကတခါတလေဖိစီစီကိုလှုပ်ပေးတယ်လို့တကယ်လိုက်မဲ့သူတွေကလည်းကျူးကျူးစားလုပ်မယ်ဆိုရင်တော့လှုပ်ပေးရကြနှတ်တာပေါ့နော်အဲကြောင့်သူတော်ကောင်းတို့ကိုဦးဇင်းကဒါပနာမအနေနဲ့တိုက်တွန်းတာတအားကျူးစားပလိုက်ပါဒီလိုအခွင့်အရေးဆိုတာကအမြဲတမ်းမလွယ်ပါဘူးမိမိတို့ဘဝကိုပြန်ကြည့်တနေ့မှာရက်ပေါင်း365ရက်မှာကိုယ့်အတွက်တကယ်ဖိစီစီစခန်းဝင်အောင်အားထုတ်ဖို့ဆိုတာတူကိုမနဲ့လူရတာနော်မနဲ့လူရတာမလွယ်ပါဘူးယောဂီတွေလူမှုကိစ္စဆိုတာသိများတယ်လေသိများတယ်တချို့ဆို9နှစ်မှတစ်ကြိမ်လောက်ဝင်တာရှိမယ်3နှစ်မှတစ်ကြိမ်လောက်ဝင်တာရှိမယ်တချို့လဲရှုမှတ်ရင်းနဲ့တရားသားလေးကကိုယ်နဲ့ကြိုက်သွားတဲ့ခါကျတော့တောက်လျှောက်ဝင်ဖြစ်သွားတာလည်းရှိမယ်ပေါ့ဗျာဒါပေမဲ့အများစုကအချိန်မပေးနိုင်တာများပါတယ်အချိန်ပါတယ်လေဗျအဲကြောင့်ယောဂီတွေတအားကြိုးစားပါတအားနဲ့ပါတယ်လေကြိုးစားပလိုက်ရက်က9ရက်တည်းရှိတယ်ဟိုနဲ့ easy ဆရာလေးဩဝါဒချင်းမြင့်တဲ့ကြောင့်ဦးဇင်းစဉ်းစားတဲ့ထိုင်ပြီးတော့မှရက်ကတူတယ်ယောဂီတွေကိုထိမိမိလည်းဖြစ်စေခြင်းနဲ့ဘယ်လိုလက်တွဲခေါ်ရင်ကောင်းမလဲဦးဇင်းတွေးတယ်အဲ့ဒီလိုတွေးနေတာမနေ့ဖြန်တော့အလုပ်ပေးသေးချာပြောမယ်ဒီနေ့တော့နည်းနည်းတိုက်တွန်းစကားပြောပြီးသိမ့်ပေးပါလေအဲ့တော့အာနာပါနမရှိတော့ဘူးဒီ9ရက်စခန်းမှာနောက်တော်ကောင်းကြီးတွေဝင်လေသည်ထွက်လေသည်မရှိတော့ပဲနဲ့6ဓာရမှာပေါ်တဲ့တရားတွေကိုတောက်လျှောက်အတိကပ်ပြီးသွားတော့မယ်မြန်ဆန်သွားမယ်ပေါ့ဗျာ10စခန်းမှာတော့ဦးဇင်းတို့အာနာပါနကို3ရက်တွန်းတင်တယ်လေဝင်လေသည်ထွက်လေသည်ကို3ရက်ရှုတမာတိလေးထိုက်လောက်တီးပြီးဆိုမှခန္ဓာဉာဏ်လဲစေတာအခုတော့ဒီမှာအဲ့လိုမဟုတ်တော့ဘူးတောက်လျှောက်ဝင်လေသည်ထွက်လေသည်မသွားတော့ပဲနဲ့ခန္ဓာမှာတိုက်ရက်ရှုတဲ့စနစ်နဲ့သွားကြမယ်မကောင်းလားဗျနော်တတိပ္ပံကိုဇောင်းပေးမယ်ပြောချင်တာကတော့လေတတိပ္ပံဇောင်းပေးပြီးသွားလို့ရှိရင်တော့ယောဂီတွေလွယ်သွားပါလိမ့်မယ်မနေ့ပြန်ကျတော့အသေးစိတ်ပြောမယ်လေအဲ့တော့အခုဒီညမှာမိမိတို့တရားအားကောင်းဖို့အတွက်ဦးဇင်းကဘာကိုတိုက်တွန်းချင်လဲဆိုတော့ညတစ်ကြိမ်မနေ့တစ်ကြိမ်ကိုတော့မေတ္တာကမ္မဋ္ဌာန်းကိုနာစီဖျံပေးညတစ်ကြိမ်ဆိုတော့အခုဒီမှာမကြခင်မိမိတို့အဆောင်ရောက်မယ်ခန္ဓာကိစ္စတွေပြီးပြီဆိုလို့ရှိရင်ကိုယ်နေရာလေးမှာရာသီဥတုအေးရင်ဆောင်လေးခြုံပြီးတော့မှမေတ္တာကမ္မဋ္ဌာန်းထိုင်ပေးပါ10မိနစ်လောက်ထိုင်ပေးအနည်းဆုံးအချိန်ရနေတဲ့သူတွေတော့နိုင်ဝက်မိနစ်40ထိုင်ပေါ့ဗျာမေတ္တာကမ္မဋ္ဌာန်းကိုပါးစပ်နဲ့မရွတ်ဘူးစိတ်ကလေးနဲ့ပွားမယ်။ဘာနဲ့လဲ။ဒါစိတ်ပွားပြီးပေါ့မေတ္တာပို့ပြီးပြောတာနော်။နောက်မနေ့ကို4နိုင်ဒီမှာဦးဇင်းတို့နှုတ်ခွေဖွင့်ပေးပေမဲ့ယောဂီကနည်းနည်းလေးဝိရိယတင်ပေးကိုဟို3နိုင်ထနိုင်နဲ့သူ3နိုင်ထပေါ့။ဘယ်လို့မှ3နိုင်မထနိုင်ရင်3ခွဲ4မှတ်တင်ထပေါ့ဗျာ။ခြေလက်မျက်နှာတန့်စင်ပြီးပြီဆိုရင်လမ်းလျှောက်ရင်လည်းမေတ္တာပို့နေလို့ရတယ်။မကောင်းလားဗျ။အဲ့မှာ10မိနစ်လောက်ပို့လိုက်နှစ်ကြိမ်ရသွားပြီဘယ်နှစ်ကြိမ်လဲဒါဦးဇင်းတို့လည်းအဲ့ဒီချိန်တွေကအထူးမြတ်တာထိုင်တဲ့အချိန်တွေမို့လို့လေဒါဦးဇင်းကမပင်မိုင်းတော့မနဲ့2နိုင်ပေါ့လေပင်မိုင်းတော့3နိုင်ပေါ့ပူဇင်3နိုင်ကနေ4နိုင်ခွဲဒီမြတ်တာကမ္မဋ္ဌာန်းထိုင်ပေးပါတယ်ဟိုမှာတော့ဘုန်းကြီးဥဒ္ဓမနာကဓမ္မဥယျာဉ်မှာတောက်လျှောက်ကူပေးနေတော့ဦးဇင်းကအဲ့ဒါကိုအဆောင်ကနေမနဲ့3နိုင်ကနေ4နိုင်ခွဲဒီမြတ်တာကမ္မဋ္ဌာန်းထိုင်ပေးတယ်4နိုင်ခွဲကိုတမင်တကမတက်တော့ဘဲနဲ့ကိုယ်ဆောင်မှာဆက်ပြီးတော့မှရသလိုလေးနှလုံးသွင်းပြီးတော့မှဆွမ်းကြောင်းတက်အဲ့လိုဆိုတော့ဒီမှာတော့ဘုန်းကြီးဥဒ္ဓမနာဦးဇေကိုကူရက်ကဒီနေ့နဲ့နှက်ဖြာမရှိတယ်သူကခီးထွက်ရတော့မှာ
ဒါလူပေါင်း200ကျော်ကိစ္စကိုကြိုတင်သွားပြီးရန်ကုန်မှာစီမံရမှာဆိုတော့အဲ့တော့ဦးဇင်းတို့ဒီမှာ၄နိုင်ခွဲဆိုတော့ဦးဇင်းတို့ဒီမှာရောက်မယ်ပေါ့လေအဲ့တော့ဦးဇင်းတို့မေတ္တာကမ္မထံကိုမနေ့ဦးဇင်းလည်းနိုင်တဲ့လောက်တော့တနိုင်ခွဲတော့ပုံမှန်ပို့ပေးမယ်ညဘက်ကိုလည်းတနိုင်ခွဲဦးဇင်းပုံမှန်ထိုင်ပေးမယ်ဒါတော့ဦးဇင်းရပုံမှန်ထိုင်နေကြမလို့2နိုင်3နိုင်ထိုင်တာဟုတ်အဲယောဂီတွေတော့9မိနစ်10မိနစ်မိနစ်20တော့ထိုင်ပေးဗျရမလားဗျမေတ္တာကိုပို့တွက်တယ်လို့ပို့နော်အရက်10မိနစ်ပို့လို့ရတယ်လုံးစုံများစွာပို့လို့ရတယ်အဲစိတ်နဲ့ပဲပွားပါနှုတ်နဲ့မပွားစေချင်တာကပတ်ဝန်းကျင်အနောက်ရှက်မဖြစ်အောင်နော်တော်ကောင်းကြီးတွေနောက်ပြီးတရားထိုင်တိုင်း9မိနစ်စိတ်ထဲနေဂုဏ်တော်ပွားပြီး9မိနစ်လောက်ပါတယ်လေအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ွယ်အရာတို့၌မကောင်းမှုမှန်သမျှတို့ကိုပြုတော်မူထသောမြတ်စွာဘုရားအရဟံပူဇော်ထူးကိုခိုင်တော်မူထိုက်ထသောမြတ်စွာဘုရားအဲ့ဒါအနက်3မျိုးရတဲ့သူတွေ3မျိုးပွားပေါ့တစ်မျိုးရရင်တစ်မျိုးတည်းပွားရတယ်တပည့်တို့ကအနက်နဲ့တကွပွားဖို့ခက်ခဲနေတယ်ဗျာပါဠိတော်တက်လည်းရတယ်အရဟံဂုဏ်တော်ပွားလို့ရတယ်ရမလားဗျအဲ့ဒီအရဟံဂုဏ်တော်ကိုစိတ်ထဲနေအာရုံပြုပြီးပွား9မိနစ်လောက်ပွားပြီးပြီဆိုမှအခုနဦးဇင်းပြောချင်တဲ့ခန္ဓာဉာဏ်လက်ရှုတဲ့အလုပ်ကိုဆက်လုပ်ပေါ့ဗျာရမလားဗျဒီမှာတတ်မှတ်ထားတဲ့အချိန်နေရှိမယ်လေအဲ့တော့ဂုဏ်တော်လေးပွား9မိနစ်ပွားပြီးတာနဲ့ဝိပဿနာရှုယောဂီတရားပိုတက်လွယ်အောင်လို့ပိုတက်ပါတယ်လေဒါဥစဉ်နဲ့လည်းဒီဂုဏ်တော်တွေကိုတော့ဥစဉ်လွတ်မထားပါဘူးဥစဉ်ခန္ဓာညာမဆိုင်ခင်မှာဂုဏ်တော်ကို3000လောက်ပွားတယ်ဂုဏ်တော်3000လောက်ပွားပြီးမှဥစဉ်ဝိပဿနာရှုတယ်အဲတနေ့ကိုပုံမှန်တော့8000 1000လောက်ပုံမှန်အနည်းဆုံးပွားပေးနေပါတယ်အဲ့တော့သူတော်စင်တွေလည်းပွားစေချင်တယ်ဘာလို့စေချင်တာလဲအဲ့လိုဆိုဂုဏ်တော်မြတ်တာဘာလဲလဲဗျဟောကျန်တဲ့ချိန်မှာတော့အထွေဒီပိုင်းတတိကတ်ရမှာပေါ့ဗျာအထွေဒီပိုင်းပါတယ်လေသွားလာတတိစားတာတောက်တာတတိသင်္ကန်းရဏတတိတပည့်ကလေးပခုံးမော်တဲ့နဲ့တတိသွားတတိလာတတိသွားပြီးရင်မောင်တန်းမသွားဘူးကိုတယောက်တည်းသွားမယ်မကောင်းလားဗျရင်မောင်တန်းဆိုတာ2ယောက်တတွဲစကားပြောရင်သွားတာတွေမလုပ်3ယောက်တစ်ဖက်စကားပြောရင်လူပြောရင်သွားနေတာမလုပ်တော့ကိုတယောက်တည်းအမှတ်နဲ့သွားမယ်အမှတ်နဲ့ပြန်လာမယ်မကောင်းလားဗျမလို့ရင်စကားထိမ့်သိမ့်ပေးပေါ့ဗျာမလို့ရင်စကားမပြောဘူးပေါ့နော်တော်ကောင်းကြီးတွေဖြစ်နိုင်တဲ့ဥစ္စာတယ်လီဖုန်းနဲ့အကုန်တောင်းချင်တာတယ်လီဖုန်းနဲ့သိမ်းချင်တာနော်တော်ကောင်းကြီးတွေဓမ္မဥယျာဉ်မှာလည်းအဲ့ဒီလိုပဲသိမ်းချင်တာဒါပေမဲ့နားမထောင်တာများပါတယ်ပြောဖြစ်ကြတယ်ဖုန်းနေလေအဲ့တော့တကယ်တော့ဒီတယ်လီဖုန်းကယောဂီတို့အတွက်အကြီးကျယ်အနောက်ရှက်အပေးဆုံးကသူပဲယောဂီတယ်ဘာလို့လဲဆိုတော့တနေ့ကုန်ရှုလို့ကောင်းနေတယ်6နိုင်ပေးနာလိုက်တော့တယ်လီဖုန်းသွားဖွင့်ကြည့်တော့အိမ်ကပို့ထားပြီးစာလေးတွေဖုန်းလေးတွေဟာမဖြစ်ဘူးအရေးကြီးတဲ့တင်နဲ့ဆက်လိုက်တော့အဲ့ဒါသွားရောတနေ့ကုန်ရှုထားတာလေအိမ်ကိစ္စတွေပေါ်လာတာနဲ့အကြီးကျယ်တာအနောက်ရှက်ဖြစ်သွားပြီဗျကြုံမှုတဲ့သူတွေသိပါတယ်ယောဂီတွေအဲ့ကြောင့်ဒီတယ်လီဖုန်းကိုတော့ဦးဇင်းကလုံးပါ off လုပ်ပြီးတော့မှ9ရက်ကလေးကိုတော့ဦးဇင်းသိမ်းထားစေချင်တယ်လုံးဝမပြောပါနဲ့ယောဂီတွေတယ်လီဖုန်းကိုလေမကောင်းလားဗျအဲ့တော့တယ်လီဖုန်းကယောဂီတို့ရဲ့တရားကိုဘာနဲ့တူလဲ body mind ဆရာတော်ပြောတဲ့ဥမာပြောမယ်ဆိုလို့ရှိရင်တော့ဖနှောက်ကိုရှေ့ထားပြီးလမ်းလျှောက်တာနဲ့တူတယ်ဖြစ်မှာဆိုလို့ဖနှောက်ကိုရှေ့ထားပြီးလမ်းလျှောက်ရင်တော့ဘယ်ပဲသွားတော့မှာလဲအနောက်ပဲဆုတ်သွားမှာနော်တရားလည်းနောက်ဆုတ်သွားမှာဆိုလို့ပြောတာဗျမှတ်မိမလားဗျတယ်လီဖုန်းကိုလုံးပိတ်ထားလိုက်ပါယောဂီတွေအဲ့လိုဆိုလို့ရှိရင်တရားတက်မယ်ကဲကောင်းပြီဗျအဲ့လိုဆိုရင်ဂုဏ်တော်မေတ္တာပွားမယ်နော်ဂုဏ်တော်မေတ္တာပါတယ်လေကျန်တဲ့ချိန်မှာလျောင်းထိုင်ရသွားဣရိယာပု၄မျိုးနဲ့ရှုမယ်လျောင်းထိုင်ရသွားကျန်တဲ့အထွေတွေပိုင်းနေဆိုတာရှိတယ်ခြေလက်မျက်နှာတန်းစင်တဲ့အချိန်ရေမိုးချိုးတဲ့အချိန်အဝတ်စားလေးလျှော်ဖို့တဲ့အချိန်အထွေတွေပိုင်းပေါ့စွန်းသုံးတဲ့အချိန်အမတ်တတိလေးနဲ့သွားကြည့်ကြည့်ပေါ့အဲ့ဒါအထွေတွေပိုင်းလို့ခေါ်တယ်ဘာပိုင်းလဲဗျအထွေတွေပိုင်းနေလဲဦးဇင်းတို့နောက်ရက်တွေတေချာလေးပြောပေးမှာပေါ့အသစ်တွေကိုလေအဟောင်းနေဆိုတာတော့ရင်းနှီးပြီးသားပဲလေနော်မမိမလားဗျကျမကြီးတော့ထူးရက်ဆက်ဂိမ်းဆိုင်ပေးဗျကျမကြီးကောင်းမော်မှရက်အပြည့်အထုတ်နိုင်မှာနော်ကျမကြီးကောင်းမော်မှရက်ပြည့်အထုတ်နိုင်မှာရေမိုးချိုးဖို့လိုအပ်ရင်ချိုးမယ်မလိုအပ်ရင်မချိုးနဲ့ပေါ့ဗျာမချိုးစေချင်တော့မဟုတ်ဘူးရေတွေဆိုတာညသိရေများတယ်လေ
ဥက္ကန်တဲ့ရေကညသိရေအဲ့ဒီညသိရေကိုချိုးပြီးသွားရင်ချိုးစေတော့ကောင်းတယ်ပြီးရင် तू ကဘာဖြစ်လဲအေးအဆုပ်အေးမိသွားတာအဆုပ်အေးမိပြီဆိုရင်နာစီးပြီးချောင်းဆိုးပြီးအခါမသိအဖျားဝင်မယ်ဗျနောက်တော်ကောင်းကြီးတယ်အဲ့တော့ကိုသွားနေတဲ့ဒီတရားလုပ်ငန်းကြီးမှာ तू အနောက်ရှက်ဖြစ်တယ်ကျမကြီးဖောက်ရင်လေအဲ့ကြောင့်အထူးကျမကြီးဂယူးဆိုင်ပေးပေါ့ဗျကျမကြီးကိုအထူးပဲပါတယ်လေမမီမလားဗျအဲ့လိုဆိုတော့ယောဂီတို့အဲ့လိုလေးကြိုးစားမယ်အဲ့နောက်ဒီဓမ္မယုံကြီးဝင်ထွက်တဲ့ချိန်မှာလက်ဥချီဝင်ထွက်တာတွေတော့လုပ်ပေးပေါ့ဗျာအဲ့တော့ဦးဇင်းတို့ဆွမ်းကြောင်းတက်ပြီဆိုရင်တော့တန်းစီပြီးသွားကြမယ်လေတန်ဃာတော်နဲ့အမျိုးသားကဒီဘက်ဘက်ကနေသွားမယ်ပေါ့ဆရာကြီးဆရာလေးတွေဥဆောင်ပြီးအမျိုးသမီးယောဂီတွေကဒီအလယ်ဘောက်ကနေပေါ့ဟိုနာရောက်ပြီဆိုတန်းစီပြီးစောင့်မယ်နှစ်ပါးတတွဲဦးဇင်းတို့ဒီဓမ္မယုံနဲ့ဆွမ်းကြောင်းတဝက်မှာတန်းစီလို့ဆုံးပြီဆိုမနေမမြန်ဘောဇနာဆောင်ကြွားကြမယ်ဗျမကောင်းလားဗျဟောဘောဇနာဆောင်ရောက်ပြီဆိုလို့ရှိရင်ကိုယ်ခုံအရင်ရောက်တဲ့သူတွေရှိတတ်တယ်ရောက်ပြီဆိုတော့လည်းဘာမှမလုပ်နဲ့ယောဂီတွေမျက်စိလေးပိတ်ပြီးတော့မြတ်တာပို့နေဘာလုပ်နေမလဲအဲ့ချိန်မှာရင်းနှီးချငဲ့တာတွေမလုပ်နဲ့ဗျတီရှူးဖြတ်တာတွေမလုပ်နဲ့ဗျနောက်တော်ကောင်းကြီးတွေအားလုံးစုံလို့ပစ္စပက္ခဏာဆင်ញင်ပြီးပြီဆိုမှရင်းနှီးငဲ့ကြရှိတာငဲ့မယ်ဆွန်းထက်ကြရှိတာထဲ့မယ်မကောင်းလားဗျကျုံငဲ့တော့လေအေးသွားမှာဆိုလို့လေကြည့်လို့လည်းအစင်မပြေနိုင်ဘူးနော်ကိုနေရာရောက်ပြီဘောဇနာဆောင်မှာဟုတ်ပြီ9မိနစ်ဆောင်ရတယ်မေတ္တာပို့နေမယ်10မိနစ်ဒီဆောင်ရတယ်မေတ္တာထိုင်ပို့နေမယ်9မိနစ်10မိနစ်မေတ္တာပို့ပြီးရဖြစ်သွားတယ်ဗျမမီမလားဗျအဲ့လိုဆိုတော့ဒါစားတော့မှုနဲ့လည်းပတ်သက်ပြီးရင်တတိနဲ့သုံးဆောင်ကြမယ်ပြီးပြီဆိုခန္ဓာကိုယ်သိအလိုမလိုက်နဲ့ပြီးတာနဲ့တခါတည်းဈဉ္ဉံလျှောက်နေအောင်လျှောက်ခန္ဓာကိစ္စပြီးသွားရင်လေမကောင်းလားဗျဟိုလူရမယ်နော်ဘာလို့ရမှာလဲလူပြီးကြိုးစားမယ်ပေါ့ဗျာအချိန်တွေကိုလေအဲ့တော့ကျမကြီးအထူးကြီးဆိုင်မယ်နောက်ခုနဦးဇင်းပထမပြောခဲ့တာအာနာပါနမရှိတော့ဘူးတောက်လျှောက်တတိကပ်မယ်ဆိုတာတခြားမဟုတ်ပါဘူးမိမိတို့အခုထိုင်နေတဲ့အချိန်မှာထိုင်နေတဲ့ခါကျအချိန်အစိတ်30ရှိတဲ့ခန္ဓာကြီးကခင်းဖို့ပေါ်မှာဖိထိုင်တော့အခင်းနဲ့ကာယကျင်နဲ့ထိတာတူတူကိုသိနိုင်တယ်လေမသိနိုင်ဘူးလားအဲ့ဒါလေးကိုထိတယ်သိတယ်တတိကပ်ရုံပဲလက်ကလေးတစ်ခုနဲ့တစ်ခုထိတယ်သိတယ်တတိကပ်လို့ရတယ်ဘယ်ဘက်လက်ဖွာညာဘက်လက်ဝင်ထိတာသိလို့ရတယ်သိနေရင်နဲ့ကြားတယ်ကြားမှန်းသိပေါ့တွေးတယ်တွေးမှန်းသိအနန္တလေးတွေပေါ်တယ်ပေါ်မှန်းသိပန်းနာလေးတွေတိုက်မဲ့သိပေါ့ယောဂီတွေ6ဓဝါရရှိတယ်ဘယ်နှဓဝါရအဲ့ဒီ6ဌာနမှာပေါ်တာအသာလေးလိုက်သိနေုံပဲလိုက်ပြီးပါတယ်လေကြားရင်လည်းကြားတာကိုအသာလေးသိပန်းနာလေးတွေတိုက်တယ်သိစိတ်ကအိမ်မက်ရောက်တယ်ရောက်တဲ့စိတ်ကိုအသာလေးသိအတွေးတွေတစ်လုံးပြီးတစ်လုံးပေါ်တယ်သိဘာမှမထင်ရှားရင်ခန္ဓာမှာထိတာသိလို့ရတယ်သိဒါလေးပဲလိုက်သိမယ်မမိမလားဗျအဲ့ဒီလိုက်သိတဲ့အလုပ်ကအံ့ဩစရာဒါကောင်းတယ်6ဓဝါရမှာပေါ်တာမှန်တယ်များလိုက်သိတဲ့အလုပ်ကလေတတိတေချာထားပြီးမှသာတတိကကြည့်ကြည့်စိတ်ကိုလျှော့ပြီးကကြည့်ကြည့်10မိနစ်တွင်းကိုဥပက္ခညာရနိုင်တဲ့အနေအထားရှိတယ်အဲ့လောက်ဒီအံ့ဩစရာကောင်းတယ်နော်လိုက်သိတဲ့အလုပ်ကြီးရလေအဲ့ကြောင့်ရှုံးမဆရာတော်အဲ့ဒါဒါပြောတယ်ဘာပေါ်သိပဲတဲ့နော်ဘာပေါ်လာသိုံလေးသိနေစိတ်ကိုလျှော့ထားတယ်စိတ်မတင်းနဲ့တဲ့အဲ့အတိလေးကပဲအကျိုးများသွားစေမှာတဲ့ရှုံးမဆရာတော်ပြောတဲ့စကားတော့ရှင်းပါတယ်တခါသိတခါနိဗ္ဗာန်နဲ့နီးတယ်တဲ့တခါသိပါတယ်လေကိလေသာမောဟကိုတခါပယ်ပြီးသားဖြစ်သွားတယ်တဲ့တခါပယ်ပြီးသားပါတယ်လေမမိမလားဗျအဲကြောင့်အဲ့လိုအတိလေးနဲ့သွားကြမယ်နော်ကြိုးစားမယ်မဟုတ်လားဗျအားရပါရကြိုးစားပေးဗျနော်တကယ်တရားတရားထက်တန်နဲ့ကြိုးစားပလိုက်ဗျတရားတရားထက်တန်နဲ့ပါတယ်လေအဲ့ဒီလိုဗျကိုကြိုးစားရင်ကြိုးစားသလောက်တော့အကျိုးများပါတယ်ဗျနော်ကဲဒီနေ့ဒီလောက်ပဲကောင်းတယ်ဗျနော်ကဲဓာတုခေါ်တော်ပြီဗျအမြပေးမယ်ဦးစင်းကပဲပြောတော့မယ်ပြီးမှယောဂီတွေအမြလောက်ကြပါဗျာဦးဇင်းတို့တသက်တာမှာပြုလုပ်ခဲ့တဲ့ဦးဇင်းတို့ရဲ့ဒါနသီလဘာဝနာကောင်းမှုကုသိုလ်တော်နေ့စဉ်ဦးဇင်းပွားများတဲ့ဂုဏ်တော်မေတ္တာတတိပဋ္ဌာန်နဲ့တကွဆရာတော်တန်ဃာတော်တွေကိုထိုင်းနိုင်ငံအိန္ဒိယနိုင်ငံပြည့်ဆောင်ပြီးတော့မှဇီဝိရဒနာကုသပေးတဲ့အပါ900ကျော်ကိုကုသပေးတဲ့ဇီဝိရဒနာကုသိုလ်တော်တွေလက်လန်းမီယာပြုလုပ်တဲ့ကောင်းမှုကုသိုလ်တော်တွေ
ဤကုသိုလ်တော့အရရမှန်မှအဖို့ဘာကမှန်မှအားလုံးနဲ့တကွယနေ့စီဝေးရောက်ရှိလာတဲ့အားလုံးသောတန်ဃာတော်များဆရာကြီးဆရာလေးများအမျိုးသားအမျိုးသမီးယောဂီများဝေယဥစ္စာကုသိုလ်ရှင်များအကျိုးတော်ဆောင်ဖွဲ့များဤကြောင့်နဲ့နာဂဆရာတော်နဲ့ကတိုက်တာတန်ဃာတော်များအားလုံးသောသူတော်စင်နဲ့တသက်တာမှာပြုလုပ်တဲ့ဒါနသီလဘာဝနာကောင်းမှုကုသိုလ်တော်ဤကုသိုလ်တော်အရရမှန်မှအားလုံးတို့သည်အရိယာသူတော်စင်နေသိမြင်တော်မူသည့်သစ္စာ၄ပါးမြတ်တရားကိုအကျွန်ုပ်တို့အားလုံးတို့ကလွယ်ကူသောအကျင့်လင်မြန်သောအသိဉာဏ်တို့ဖြင့်ထိုးနှင်းသိမြင်ရပါလို့ဤသိမြင်ရပါစေသာအရှင်မြတ်တို့ဖေဟာဤကောင်းမှုကုသိုလ်အရရနဲ့ပတ်သက်တဲ့အဖို့ဘာကမှအားလုံးတို့ကိုယနေ့စီဝေးရောက်ရှိလာတဲ့အားလုံးသောလူပရိသတ်နတ်ပရိသတ်မြမပရိသတ်အဘေပရိသတ်30ဘုံသားတို့ကလည်းအမြဲတမ်းပေးဝေပါသည်စัจ java လာတိုက်တောင်စัจ java လာကဘာတသိန်းစัจ java လာတဲ့ကွယ်လုံးမှာရှိကြတဲ့အားလုံးသောလူနာမြမတော်ဘာအမြဲတမ်းပေးဝေပါသည်မြမဘုံ20လုံးမှာရှိကြတဲ့အရိယာပုထုဇဉ်မြမအပေါင်းတို့အမြဲတမ်းပေးဝေပါသည်နတ်ပြည်6တော်လုံးမှာရှိကြတဲ့ပုထုဇဉ်အရိယာနာအပေါင်းတို့လည်းအမြဲတမ်းပေးဝေပါသည်မနမင်းနဲ့စစ်တီဘုရားအပေါင်းမနမင်းတမိ3ယောက်ဖြစ်သူတဏ္ဍပတ်သက်စစ်တီဘုရားအပေါင်းရာဂီနဲ့ပတ်သက်စစ်တီဘုရားအာရတိနဲ့ပတ်သက်တဲ့စစ်တီဘုရားအမြဲတမ်းပေးဝေပါသည်နတ်တို့တည်းတရားမဲစစ်တီဘုရားအပေါင်းမာတလိနဲ့နတ်စစ်တီဘုရားအပေါင်းတတရဏနတ်စစ်တီဘုရားအပေါင်းဝိလောကနတ်စစ်ဘုရားအပေါင်းဝိရုပကနာမနတ်စစ်ဘုရားကုဝေဒနာမနတ်စစ်ဘုရားအပေါင်းအာလောကဘလူမင်းဘလူစစ်တီဘုရားအပေါင်းဝတ္တဝနာနတ်စစ်ဘုရားဝတ္တနာနတ်စစ်ဘုရားအပေါင်းဝလဟနနတ်စစ်ဘုရားပိဿနာနတ်ဆိုနာအပေါင်းအမြဲတမ်းပေးဝေပါသည်ခေါ်တဲ့တိုင်းမှာအလောအမြဲတမ်းပေးဝေပါသည်အပယ်လေးပါးရောက်ရှိနေတဲ့ဒုက္ခိတသတ္တဝအနန္တဝအမြဲတမ်းပေးဝေပါသည်အကျွန်ုပ်တို့အားလုံးနဲ့ဝါဆက်ကပဋ္ဌာန်းဆက်ဝါဆက်ကမိတ်ဖက်ရံဖက်ဘဝအဆက်ဆက်ကအမိပညီကောင်မောင်နှမဆွေတော်မျိုးတော်ဆွေမျိုးသားအလောအမြဲတမ်းပေးဝေပါသည်တိုင်နှန်းရှင်ပုဂ္ဂိုလ်အတိအသကြောကြီးများအလုံးဘုံမြပုဂ္ဂိုလ်အတိအဘုံမြအချုပ်ကြီးများအလုံးအမြဲတမ်းပေးဝေပါသည်ရှတောင်းလေးတော်ဝိဇ္ဇာကြောကြီးတွေတိတ်တည်းမိတ်တေဘောအမြဲတမ်းပေးဝေပါသည်ဤเจ้าနဲ့ပရဝုံတစ်ခုလုံးမှာရှိကြတဲ့စေတီဘတို့เจ้าကသိပင်တော်တော်ရှုံမြောင်းဥမင်လန်ခေါင်းနေရဌာနအသီးသီးမြေပေါ်မြောင်းရေပေါ်ရေဟောက်အရက်10မိနစ်ကျော်အများပုဂ္ဂိုလ်တောပိုင်တောင်ပိုင်နဲ့ပဲမြို့ပိုင်ကွင်းပိုင်ရွာပိုင်တို့အများတမ်းပေးဝေပါသည်အထူးဖြင့်ဟိုဘိုးမျိုးဤမြို့ကျက်တွေတော့တိတိမင်္ဂလာမွေးတော်ချမ်းသာဘုရားကြီးစံအဆောင်ကြောင့်ဘုရားကြီးပရဝုံတစ်ခုလုံးမှာရှိတဲ့များပုဂ္ဂိုလ်ပေါင်းဘုရားကြီးနဲ့ပတ်သက်တဲ့မြေပေါ်မြောင်းရေပေါ်ရုံမှာရှိတဲ့များပုဂ္ဂိုလ်ပေါင်းတိုင်နှန်းရှင်ပုဂ္ဂိုလ်ပေါင်းဘုံမြပုဂ္ဂိုလ်အမြဲတမ်းပေးဝေပါသည်အမိမြန်မာပြည်တွင်နဲ့တဘာဝဘေးမျိုးကြောင့်လွန်တော်မူသောကြောင့်ကွယ်လွန်သောကြောင့်ကိုယ်တော်တန်ခါတော်များနဲ့ဆရာကြီးဆရာလေးများမျိုးကောင်းသားမျိုးကောင်းသမီးများယဉ်သေးငယ်များလည်းအမြဲတမ်းပေးဝေပါသည်အကျွန်ုပ်တို့ကောင်းမှုကုသိုလ်ကိုတာတုနုမောဒနာခေါ်ဆိုဖို့ဆောင်စမ်းနေကြတဲ့ပုဂ္ဂိုလ်မြည်သေးဘုရားမကြောင်အလုံး30ဘုရားအမြဲတမ်းပေးဝေပါသည်အထူးသဖြင့်ဤဖာလိုင်ဘိုလ်လုံးကျောင်းတိုက်တီထောင်ဒီမဆ၍အစင်ဆက်တရင်သုံးတော်မူပြီးလွန်တော်မူသောကြတဲ့ဆရာတော်များတန်ဃာတော်များတိုက်ဦးတိုက်ကြများအလုံးတို့အမြဲတမ်းပေးဝေပါသည်အများရကြရဲ့ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်တည်းကုသိုလ်အမြယူတော်မူကြပါကုန်လောသာကုသိုလ်အမြယူတော်မူကြပါကုန်သာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသာဓုအလနာတရာကောင်းတို့ဒီနေ့ဖွင့်မအခမ်းအနားကိုဘုရားသခင်စီတန်ဒိဋ္ဌတု3ကြိမ်တန်ပြန်ပူဇော်ကြယနေ့ဖွင့်မအခမ်းအနားကိုရုပ်သိမ်းမှာဖြစ်ပါတယ်တရာကောင်းပေါင်းတို့ဗုဒ္ဓသာသနာစီတန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီတန်ဒိဋ္ဌတုဗုဒ္ဓသာသနာစီတန်ဒိဋ္ဌတုသာဓု